ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေကြည့်ရတဲ့ပရိသတ်ကြီးတွေကိုပြန်လည်ကြိုဆိုပါရစေ။ကျမတို့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့ချစ်ဇလန်ကောင်းများစွာကိုတင်ဆက်ပေးနေရပြီဖြစ်ပါတယ်။ဇလန်လေးကိုတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe နေသွားပေးဖို့နဲ့အသစ်တင်တိုင်းမြန်ဆုံးသိရဖို့အတွက်ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ကြည့်ရတဲ့ပရိသတ်ကြီးနားဆင်နိုင်ဖို့အတွက်ဇလန်လေးကိုခုပဲစတင်လိုက်ပါပြီနော်။မျက်နှာမသားမရနဲ့ပြန်ထွက်လာတဲ့ရေလင်းကိုမြင်တော့အေးခန်းထဲမှာထိုင်ဆောင်နေတဲ့မိမိပြပြတတိထားချက်တယ်။အစင်မပြေဘူးလားတငယ်ချင်းပြန်ပြင်းနေတဲ့ရေလင်းကတောက်ခောက်တဲ့အတန်မိမိပို့ပြီးတော့လှမ်းသွားတယ်။အနာရောက်လာတဲ့ရေလင်းကလက်ကိုလန့်ဆွေးဘာတွေဖြစ်လာလဲပြောစမ်းပါဦးမင်းပုံစံကြောက်စရာဟဲ့ကြီးကြီးကျယ်ကျယ်နဲ့ငါ့အောင်များသေးလို့တယ်မြန်မာပြည်မှာကပ်ပလီဆိုင်လိုချင်လို့ရမလားအလုံးမဖြစ်ခဲ့ဘူးပေါ့အေးငါကွာလူကိုပါရိုက်တာခံနိုင်နေတယ်ဒီလိုပြောတာတော့များတယ်ကွာအနာလူတချို့ကလေလမ်းကြီးကြတော့တရှူရှူတခြားခြားဖြစ်နေတဲ့ရေလင်းုံမိမိကစိတ်ယုံအပြင်ဘက်ဆွေးထုတ်လာခဲ့တယ်အပြင်ဘက်တက်ပင်တွေအောက်ကခုံတန်းလျားတစ်ခုနောက်ရောက်မှထိုင်ရင်ကဲပြောပါအောင်ဘလို့ဖြစ်လာလဲပြောတော့မပြောချင်ပါဘူးကွာဒေါသထွက်တာပဲသိတယ်သေးတယ်ပြောလို့လားမင်းကတော်တော်သေးနေလို့များလားဟဲ့ငါလူစီမိပါတယ်ကွာဒီမှာငါအရန်စိတ်လှုပ်ရှားနေတာကွာအထက်မှာအဲကောင်ကအေးလိုက်တာအဲ့ဒီမှာသူ့ဘာသာသူကြုံပြီးတော့တိုးသွားတာလို့ငါလေးဘေးတက်နိုင်ပါလေမိမိမျက်နှာရေချင်းစိတ်ကိုတင်းခံထားရပုံပေါ်နေအဲ့ဒီမိမညင်းလာလားစိတ်ယုံကလူတယောက်လာပြောတာပဲငါကလေဒေါတာထွက်ပြီးထပြန်လာတာဘဲနဲ့ကွာငါမှတော့စိတ်တွေစိတ်ရသွေးတွေစိတ်ရနဲ့အသားကလည်းနာအချိန်ကုန်ငွေကုန်ခံလိုက်ရတာကမန်းကတန်ကောက်ဆွက်ပြီးတော့ထပ်ပုံရလာရေလင်းအင်းကြီးကျေသေးတွေလွဲနေတာပြန်တက်ပြီးမိမိပြောင်းလိုက်တယ်အမှန်တမ်းပြောရရင်မင်းကမယောင်းစေချင်ဘူးမင်းအမေအတွက်ငွေလူတယ်ဆိုလို့သာလိုက်လာပေးတာတငယ်ချင်းစိတ်မပြတ်ပါနဲ့ကွာငါတို့တခြားနီလန်ရှာသွင်းအောင်ပါပါတခြားနီမြင်မြန်တွေးမှဖြစ်မယ်ကွာတက်ပြန်တစ်ချက်ချလိုက်ရင်ရေလင်းကပြောတယ်အမေအကြောင်းစိတ်ရောက်သွားတဲ့ခဏတာဒေါသတွေနည်းနည်းပြေလျှော့သွားတယ်ဒါမဲ့ခုနအကြောင်းခေါင်းထဲကိုပြန်ဝင်လာပြန်တယ်ဘာပြပြမိမိကိုခေါ်လာမိလို့တော်သေးတယ်တခြားကောင်တွေနဲ့ဒါဆိုရင်ပြေရပြေချောင်းပြောဖြစ်မယ်မဟုတ်ပဲသေးတဲ့ကိစ္စကိုသာဟာတာလုံနေကြလို့ပိုစိတ်ဆိုးအောင်မှသိကြတယ်ငါမင်းကိုခေါ်လာမိတာကံကောင်းသွားတယ်ကွာတကယ်တော့သူ့အခြေအနေကိုနားလေအပေးနိုင်ဆုံးကမိမိဖြစ်လိမ့်မယ်လို့တွေးမိလို့အဖေါ်အဖြစ်ခေါ်လာခဲ့ခြင်းဖြစ်တယ်။အရင်နေ့တွေကတယောက်တည်းရပြင်မယ်ဒီနေ့တော့မဖြစ်နိုင်အဖေါ်တယောက်ခေါ်လာဖို့စိတ်ယုံလေးမာတယ်။စိတ်ယုံလိုက်လာပေးဖို့နဲ့ဘသူ့မှအတိမပေးဖို့ခေါ်တော့မိမိစိတ်ပူပြီးအလောက်ကခွင့်ယူကအပြည့်အလွှာရောက်လာတယ်။ရေလင်းကအကျိုးအကြောင်းရှင်းပြလိုက်တော့ငိုင်တွေကျသွားတယ်။တငယ်ချင်းရဟာတခြားနည်းမရှိတော့ဘူးလား။ရေလင်းအမေကနှလုံးအစားထိုးဖို့အရေးတကြီးလိုအပ်နေတယ်အလူရှင်ဆိုတာလိုအပ်တဲ့အချိန်မှာပေါ်လာတာမျိုးမဟုတ်နောက်ပြီးလူတူနဲ့လက်ခံသူတူညီဖို့လိုတဲ့အချက်တွေလည်းရှိနေသေးတယ်။ဒါကြောင့်စက်နဲ့အစားထိုးဖို့ဆုံးဖြတ်လိုက်ရတယ်။စိတ်အချရဆုံးနဲ့အကောင်းဆုံး electronic နှလုံးကစိတ်အလွန်ကြီးတယ်။ရေလင်းစူးဆောင်ထားတိုင်းနဲ့ဘလို့မှမလောက်ကြောက်ကန်အသေးအဆုပ်အစာစီးတွေဖြင့်ထုတ်ရနိုင်စရာရှိတဲ့များစွာတွဲကြည့်ပေမဲ့လေငွေရမမီနိုင်တဲ့အခါနောက်ဆုံးမှာစိတ်အများဆုံးမြန်မြန်ရနိုင်မယ်သူရဲ့တန်ဖို့အခြေဆုံးအရာကိုဖြုတ်ရောင်းဖို့ရေလင်းဆုံးဖြတ်လိုက်တယ်။ကံကောင်းချင်တော့ဒါမျိုးတွေအယောင်းဝယ်လုပ်နေကြတဲ့website မှာစာရင်းသွင်းလိုက်ပြီးတော့ရက်ပိုင်းအတွင်းဝေးလဲနဲ့တိုးတယ်။နောက်ထပ်စစ်ဆေးမှုတွေလုပ်ဖို့ဒီစိတ်ယုံကိုရေလင်းတယောက်3-4ကြိမ်ရောက်ခဲ့ပြီဖြစ်တယ်။ဒီနေ့တော့နောက်ဆုံးအကြိမ်စမ်းသပ်မှုတွေလုပ်မယ်။အဆင်ပြေရင်အယောင်းအဝယ်စာချုပ်ချုပ်မယ်။သက်တည်အနေနဲ့တယောက်ခေါ်လာပါဆိုတာကြောင့်တငယ်ချင်းတွေထဲမှာစိတ်အချရဆုံးအကူအညီပေးနိုင်ဆုံးလို့ထင်တယ်မိမိကိုအာကိုတကြီးခေါ်လာခဲ့တာပါ။မင်းကဒေးချင်းဟာအယောင်းလား။အယောင်းပေါ့ကွာ။ဒေးချင်းဆိုပတ်စံပေးရတော့မလဲ။နောက်ပြီးသူပစ္စည်းငါဘာလို့ရမှာလဲ။ငါမှမိမမဖြစ်ချင်တာ။ဒါဆိုရင်မင်းကဘယ်လိုလုပ်မလဲဒီတန်းကြီးထားမှာလားပြန်တက်ရမှာပေါ့ကွာဒါပေမဲ့ဖြစ်နိုင်ချေတခုတွေးမိပြီးရေလင်းအတန်သူ့တိမ်သွားတယ်မိမိကလည်းမျက်လုံးပြူသွားပြီးတော့ရှင်ဘက်ကိုဖိရေလင်းဟာငါဘာပြောရမှန်းမသိဘူးကွာပြန်တက်လို့ရနိုင်တဲ့ဆီလီကွန်အတုစီသွားရုံတော့တာအသုံးချနိုင်တယ်ရေလင်းအတွက်ယောက်ျားဘဝအဆုံးသက်ဖြစ်တာကြောင့်မိမိစိတ်မကောင်းဖြစ်သွားရခြင်းပါဒါပေမဲ့ရေလင်းဆက်ပြောလာတဲ့အခါမိမိပို့ပြီးတော့ထိတ်လန့်ဖို့ဖြစ်လာတယ်အတုပြန်တက်ဖို့ကလေငါအတွက်တော့ဈေးများနေသေးတယ်သိမ့်မလွေဘူးဒါဆိုရင်မင်းကဟောလူသေးဟာကိုပြန်တက်မှာလားအဲ့ဒါအင်ဒရီများတယ်နော်ဒါမဲ့ပြန်သုံးလို့ရချင်ရနိုင်တယ်လေလူသေးအလောင်းကပစ္စည်းကိုပြန်တက်ခြင်းဟာအခမ်းမသိရင်ပို့ဝင်နိုင်တယ်အနာမကျလို့ပြန်ဖြုတ်လိုက်ရပြီဆိုရင်နောက်တစ်ခါပြန်လုပ်ဖို့အခွင့်လဲအလုံးနေသွားနိုင်တယ်အလောင်းကဖြုတ်ယူစဉ်စနေတကြမလုပ်ခင်ပုတ်တောင်သွားနိုင်တယ်ဒါမဲ့အစားထိုးတဲ့အရာရဲ့ဆက်ဆက်မှုနဲ့လုပ်ပေးတဲ့ဆရာဝန်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ယောက်ျားသဘောအတိုင်းပြန်အသုံးချနိုင်ရင်အခွင့်အရေးတွေလည်းရှိတယ်တရားဝင်ခွင့်ပြုထားတဲ့အခွင့်အရေးတွေလည်းရှိနေတယ်။တရားဝင်ခွင့်ပြုထားတဲ့အမျိုးမဟုတ်တာကြောင့်အင်ဒရီရှိလာကိုဖြစ်ကိုခန်းဆိုတဲ့တဘောမျိုးကလည်းရှိနေပြန်တယ်။ဈေးကတော့အလွန်အမင်းသက်သာတယ်။ကုန်ကြစည်နည်းနည်းနဲ့ဖြစ်နိုင်ချေခပ်ပပတခုမျောလင့်ပြီးတော့
ထီထိုးရခြင်းလို့ဆိုနိုင်ပါတယ်။တကယ်တော့မိမိကလည်းမိန်းကလေးတယောက်အဖြစ်မွေးဖွားလာခဲ့သူမဟုတ်ပါ။ရဲလင်းတို့နဲ့တငယ်ချင်းယောက်ျားလေးတယောက်သာဖြစ်တယ်။ဒါပေမဲ့မိမဆေးပေါက်နေသူဆိုတော့တစ်ချိန်မှာမိန်းကလေးတယောက်အဖြစ်ပြောင်းလဲခွေးစေဖို့ငငယ်ကလေးမျောလင်းထားခဲ့တယ်။အခုချိန်မှာမိမအဖြစ်ပြုတ်ပြင်ခွေးစေခြင်းအောင်အစမ်းချိန်မဟုတ်ပါ။ဈေးကလည်းသိမ့်မကြည့်။ဒါမဲ့လေမိမိအရင်ကနာမည်ကတော်တော်ဖြစ်တယ်။မိမိကမိန်းကလေးဘဝကိုအပြေးဘဝရောက်ခြင်းတယ်။အဲ့ဒါတော့ဈေးအလွန်ကြီးတယ်။မိဘတွေကစားနိုင်တောင်းနိုင်လောက်တာဖြစ်တာကြောင့်မတက်နိုင်တာကြောင့်မိမိကငငယ်ကလေးရည်ရွယ်ချက်ကြီးကြီးဖြစ်ငွေစုခဲ့တယ်။အလုပ်လုပ်တဲ့အရွယ်ကလည်းကြိုးစားခဲ့တယ်။ချွန်းချံချွေတာခဲ့တယ်။ဖြစ်ချင်တော့ဩစတြေးလျဦးလေးတယောက်စရိတ်ခံခေါ်လို့အလေလိုက်သွားရင်ယောက်ျားလေးဖြစ်ချင်တယ်တရုတ်မလေးတယောက်နဲ့အလေအထက်ဖြစ်သွားတယ်။ဒေးချင်းလောက်ခေါ်ကြတဲ့အလေအထက်ပြည့်စည်ဝေတဲ့စေးမရှိတော့ပဲလက်ခါပဲကုန်မဲ့တပေါမျိုးဆိုတော့ငွေကြေးအကုန်စားခံလေးသိမ်းရတယ်လို့မဆိုနိုင်တယ်လို့သူ့ကိုခုံမိတဲ့ဦးလေးကလေလူတော်ဝင်ဆိုင်ပေးလိုက်ရတဲ့အတွက်နောက်နေနေပါအကြောင်းမှာအရင်ကတသားလို့ခေါ်ကြတဲ့ရွေးလင်းကိုတငယ်ချင်းတွေကမိမိအဖြစ်နဲ့ပြေတော်ပြန်လာနိုင်ခဲ့တယ်။သူအရင်ကလေးကစိတ်ကြိုက်နေခဲ့တဲ့ခေါင်းလေးရဲ့နဲ့လေခုဆိုရင်ချစ်သူတွေဖြစ်နေလိမ့်ပြီ။လက်ထက်ပုံငွေစုနေကြတယ်။မိမိပါဒီလိုအသွေးကြုံရှိနေလို့လေသူ့ကိုခေါ်လာဖို့ရွေးလင်းကစိတ်ကူးရခြင်းဖြစ်တယ်။မိမိကတော့ကံကောင်းခဲ့ပါတယ်။ဒါမျိုးကအဆင်ပြေတာတွေးဖို့ခက်တယ်။ဟောဘက်ဒီဘက်ကိုအင်ကာတွေအခုအပြောင်းတွေနေရောက်စလုံးမှာကိုင်းညီမှုတွေရှိဖို့လိုတယ်။အဆင်ပြေတာတွေးဖို့အချိန်ယူရတယ်။အဲ့ဒီအပြင်သူပစ္စည်းကိုပစ္စည်းအပြန်အလှန်တဘောကြမှလေအလုပ်ဖြစ်တယ်။ခွေးစိတ်ချင်းတာမကဟော်မုန်းကူထုံးတယ်လေအစင်စင်လုပ်ရတယ်။ငွေကြေးတက်နိုင်သူတွေကတော့အလေးအထက်ကိုမဆောင်ပဲအခုရဲလင်းတို့လိုငွေလွန်နေတဲ့သူတွေထုတ်ရောင်းတာမျိုးထင်မှသူတို့နဲ့ကိုင်းညီတာကိုကြိုက်စေးပေးဝေပြီးပြောင်းကြတယ်။ပစ္စည်းတန်းရင်တန်းတယ်လို့ဈေးများတယ်။အထူးသဖြင့်လူပြိုစစ်စစ်အပြိုစစ်စစ်ပြင်မဲ့ပစ္စည်းကလေလှမယ်။ကြီးကောင်းမယ်ဆိုရင်ဈေးကခေါင်ခိုက်တယ်။ရဲလင်းအခုလိုရောင်းဖို့လုပ်တာမိမိသဘောမတူနိုင်ပါ။အထူးသဖြင့်လူသေးစီကပစ္စည်းပြောင်းတတ်မဲ့အင်ဒရီများတာတက်ကိစ္စကြောင့်ဖြစ်တယ်။ယောက်ျားဖြစ်ခြင်းနဲ့မိန်းမတွေတော့ဒီလိုမလုပ်ကြပါ။အရှင်လဲလဲလူစီကဖြုတ်တာကိုပဲသုံးကြတယ်။ဒါမဲ့ရေလင်းလောလောဆယ်လူအပ်တဲ့ငွေကြေးအတိုင်းတာသူကလေကိုနိုင်မဲ့ပမာဏမဟုတ်တဲ့အတွက်မိမိစိတ်လျှော့ပြီးတော့လိုက်လာခဲ့တယ်။အခုလိုရောင်းဝယ်ပြတ်သွားတော့ရေလင်းအမေအတွက်စိတ်မကောင်းဖြစ်ရပါမယ်။ရေလင်းကိုပိုင်ပစ္စည်းမဆောင်ရှုံးရသေးတဲ့အတွက်စိတ်သက်သာပုံရတယ်။အန်တီကစိတ်ကောင်းရှိတဲ့သူပါတငယ်ချင်းကတနည်းမဟုတ်တနည်းနဲ့သူ့အတွက်အဆင်ပြေသွားမှာပါ။မင်းကလေစိတ်ရှုပ်နေတယ်။လာကွာတိုးဖျားသွားရအောင်ကောင်းမှုကုသိုလ်တစ်ခုခုလုပ်ပြီးတော့အန်တီအတွက်စူးတောင်းကြတာပေါ့။ငါတို့တနေ့ကုန်အားသားပြီပဲ။ဒေါသတွေဖြည်းဖြည်းလွင့်ပြန်လာခြင်းမှာအမေအတွက်စိုးရင်စိတ်တွေပြန်ပြီးစည်းလာနေတူရေတင်အောင်မိမိခေါ်ရကိုစိတ်လျှော့ပြီးတော့လိုက်လာခဲ့တယ်။စိတ်ဆိုးနေတဲ့တုံတုံမုံမုံမျက်နှာနဲ့တငယ်ချင်းတယောက်ကိုကြည့်စရာမိန်းကလေးတယောက်ကချောင်းပေါနေတယ်လို့အကြောင်းမသိသူတွေကထင်ချင်းထင်ကြပါလိမ့်မယ်။ခုနကမင်းအတီကိုသတင်းသွားမရအောင်မယ်ဆိုတော့တွေးပြီလား။အလာတော့ဒီစိတ်ယုံမှာပဲတက်နေတဲ့သူအတီတယောက်စီကိုလမ်းကြုံဝင်လိုက်အောင်မယ်ဆိုမိမိကပြောထားတယ်။မင်းအထက်ဝင်နေတော့ငါသွားပြီးတော့တရဖီတစ်ခုလုံးနေရတယ်ပြောတာပဲ။မတွေးခဲ့ရဘူး။နောက်မှလာလေရပါတယ်။သူကရှိအောင်ပါပါ။တလန်းလုံးလေးမိမိကရေလင်းစိတ်ပြင်အောင်ဖြောင်းဖြရှာတယ်။ရေလင်းရဲ့မိအတွက်တတ်နိုင်သမျှလှုပ်ပေးမယ်လို့လေပြောတယ်။ဖះပေါ်ရလို့စိတ်နဲ့အေးချမ်းတယ်လို့ဖြစ်သွားခြင်းဟိုတယ်ကစိတ်ယုံမှာအမေစစ်စစ်ချက်စောင်းနေခြင်းရောက်လာတဲ့မင်းပဲပေပေလူချောင်းပြန်တွေ့မိတယ်။စီရွှေနေတဲ့စပင်တွေကိုနောက်ကိုလှန်ပြီးတော့ပြားကန့်နေအောင်ဖိထားတဲ့အဲ့ဒီပုတ်ကသူ့ကိုဖောင်ဒေးရှင်းအကြောင်းလာရှင်းပြတယ်။ရေလင်းအမေအတွက်သူတို့ဖောင်ဒေးရှင်းကအလူရှင်ရှာပေးနိုင်မယ်လို့ပြောတယ်။ငါညီအမေစေးမတ်တက်နေအကိုကိုကော်ပီကူးပေးနိုင်မလား။အဲ့ဒါနဲ့တိုက်ပြီးတော့ကိုင်းညီတဲ့သူအမြန်ဆုံးကိုရိုးရှာပေးလို့ရတာပေါ့။အဲ့ဒီဘုတ်ကိုပေးလာတဲ့ကပြားလေးကိုရေလင်းရောင်းတောင်းတောင်းနဲ့ကြည့်နေမိတယ်။ရွှေဝပင်ဖောင်ဒေးရှင်းဆိုတဲ့အမီ website လိပ်စာတစ်ခု email တစ်ခုမှအပလူနာမည်မပါဖုန်းနံပါတ်တောင်မတွေ့ရထူးဆန်းနေတယ်။စိတ်ထဲလေးစနိုးစနောင်ဖြစ်မိတယ်။အခမဲ့ကူညီပေးတာလားလို့မေးတော့ဝေဝေလေးလေးပြောတယ်။အဲ့ဒီအပြင်သူတို့ဖောင်ဒေးရှင်းနဲ့ချိတ်ဆက်ထားတဲ့စိတ်ယုံကိုပြောင်းတက်ရမယ်လို့လေးဆိုတယ်။နောက်ဆုံးဘလောက်ကုန်မလဲပွန့်ပွန့်လေးလေးပြောပါလို့မေးလိုက်တော့ကုန်ကြစိတ်ကထူပြီးတော့မသက်သာပါ။နည်းနည်းတောင်ပုံများချင်တယ်လို့ရှိနေတယ်။ရေလင်းကများတာပေါ့လို့လွတ်ခနဲ့ပြောပြီးတော့အဲ့ဒီပုတ်ကအပြုံးစစ်စစ်နဲ့အမြန်လှုပ်ချင်အမြန်ကျေးဆိုတာရှိတာပေါ့လို့ဆိုတယ်။အခုချိန်မှာရေလင်းအတွက်အဓိကလူတာငွေဖြစ်တယ်။ငွေပေးရမယ်။သူစကားအရားဆိုရင်အလူငွေဆိုတော့ဘာထုမှလဲကတ်ကိုယူထားလို့အဆင်ပြေဆက်တွေပါမယ်လို့သာပြောလိုက်တယ်။ဖះပေါ်မှာမိမိကိုပြပြတော့လူလိမ်ဖြစ်နိုင်တယ်လို့လည်းမှတ်ချက်ချတယ်။ဟုတ်ကောင်ကျော်လေးမတွေ့ပါလား။ရေလင်းအမေကြောင့်ကျန်းနေတဲ့ကောင်လေးမျက်နှာပြတ်သွားကြတယ်။ကျော်လေးကို boss ကမနေ့ကအလုပ်ဖြုတ်လိုက်ပြီ။အရဲမှုပြန်ပြီလားဒီကောင်ကတော့ကွာပျက်စီးဖြိုးရောင်ဖို့ကိစ္စနဲ့အလုံးမစင်းဖြစ်လိုက်တဲ့တရက်မှာရင်းနေတဲ့လုပ်ပေါ်ကံပဲတယောက်ရှော့ရသွားခြင်းကြောင့်စိတ်မကောင်းဖြစ်သွားရတယ်။ညဘက်တောက်ထားတဲ့အနံ့နေနေထွက်နေတာတော့ပါကွာအလုပ်လေးမထိခိုက်ပါဘူး။ boss ကတသက်အညိုးနဲ့တွေးထည့်လိုက်တာ။ဘာညို့တာလဲငါလည်းမသိလိုက်ရပါလား။အမှန်ပြောရင်အခုလေး9-6လအတွင်းမိခင်ကျမ်းမာရဲ့အတွက်စိုးရင်နေရလို့ရင်းနေစိတ်နဲ့ကိုသိမ့်မကပ်ပါ။အလုပ်ကိုဝတ္တရားကြည်ုံများတာလုပ်နိုင်တယ်။ကျန်တဲ့အကြောင်းကိစ္စတွေကကောင်းတဲ့ုံမရောက်တာများတယ်
နောက်ပိုင်းမှာပစ္စည်းဖြည့်အောင်ဖို့အထိတွေးလာရတဲ့အချိန်မှာဘန်ဝန်းကျင်နဲ့အထူးသဖြင့်အလုပ်ထဲကအတိုင်းဝိုင်းနဲ့ဒင်းစင်လို့အတူရှိနေတဲ့အတိုင်းတိချလို့ဖြစ်နေခဲ့ရဒီမှာကြာခဲ့ပါပြီ။ boss က Trump application မင်းလည်းသိတာနဲ့ Trump ဆိုဒီမှာပစ္စည်းပြောင်းထားသူအတူကောက်ခေါ်ကြခြင်းဖြစ်တယ်။အင်းလေဂျော်လက် Trump တွေဘလောက်အပြင်ကတ်တယ်လဲဆိုတာမင်းလည်းသိတာနဲ့ဟိုတယ်ကတိုက်တိုက်ဆန်ဆန်ရုံးက Trump တွေတယောက်မှမလာကြဘူးလေ။အဲ့ဒါကိုဂျော်လေးက Trump ကင်းစင်ပြုံးပျော်ရွှင်တန်ရှင်းလန်းဆန်ဒိုယုံခန်းဆိုပြီး Facebook မှာ status တင်ထားလိုက်တော့ boss ကမကြည်လေဘူးဖြစ်သွားတယ်။ဒီကောင်အဲ့လိုပေါက်ပြရတယ်လုံနေကြပဲကွာ။ဘာဆန်းလို့လဲ။မင်းမသိလို့ဟာ boss တောင် trans ဖြစ်နေတာလားလို့ငါတန်တရားရှိတယ်။ပတ်စံရှိလို့နောက်ကြောင်ဖျောက်ထားတာဖြစ်ချင်ဖြစ်နိုင်တယ်။ဒါဆိုမင်းပြောချင်တာ boss ကအရင်ကမိမကြီးပေါ့။သူ့ရုပ်ကြီးနဲ့ဖြစ်နိုင်ပါမလား။ရဲလင်းမျက်လုံးထဲမှာမျက်နှာလက်တောင်နှခိုင်းမွေးဆဆာနဲ့သူတထေခုနန်တောင်မိမကြီးတရားအဖြစ်မြင်ရောင်ကြည့်ရင်မယုံနိုင်တယ်လို့ခံစားရတယ်။ဒါပေမဲ့ trend တွေနဲ့ပတ်သက်ရင် boss ကဆက်ဆက်ထိမခံတာကိုလေတတိယလိုက်တယ်။အားလုံးကဘာပဲဖြစ်ဖြစ်တန်းတူညီမျှရှိရမယ်။ဒါလူအခွင့်အရေးပဲဆိုပြီးတော့ဦးနန္ဒာထွန်းကကြုံတိုင်းပြောလို့ရှိတယ်။နောက်တစ်ခုရှိသေးတယ်။အခုဟာရုပ်ဆိုရင်စင်းရဲသားအထင်ရခဲ့တဲ့ခေတ်ပတ်စံရှိရင်ကြိုက်တယ်လို့ချော်လို့ရတဲ့ခေတ်မှာတတိယဒီရုပ်ကြီးနဲ့နေပါမလားကွာ။ဟာအဲ့ဒါသူ့ကိုယ်သူချော့တယ်လို့ထင်လို့နေမှာပေါ့။ရဲလင်းစိတ်ထဲမှာတော့ Trump ပေါ်မိမနဲ့ယောက်ျားပြောင်းထားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ထွေထွေထူးထူးခန်းစားချက်မရှိပါ။ရဲလင်းရဲ့စိတ်ထဲမှာတော့ Trump ခေါ်လိန်ပြောင်းထားသူတွေနဲ့ပတ်သက်ပြီးတော့ထွေထွေထူးထူးခန်းစားချက်မရှိပါ။သူ့လိုကိုလိုလူသားတွေအဖြစ်ပဲတဘောထားပါတယ်။ရဲလင်းရဲ့အခန့်ဆုံးတငယ်ချင်းတွေတရားတရားဖြစ်တဲ့တသားတစ်ဖြစ်တဲ့မိမိကိုယ်တိုင်က transgender ဖြစ်နေတာမဟုတ်ပါလား။နောက်ပြီးတော့ trans အများစုကသူတို့ထုံးမပြောရင် trans မသိတဲ့အခြေအနေမျိုးဆိုတော့စိတ်အနှောက်အယှက်ဖြစ်စရာမရှိပါဘူး။ကျော်လင်းတဲ့ရုံမှာအတွေ့အဆုံနေအောင်ဖြစ်တဲ့ကျိုးဆန်းနဲ့အေမင်းတို့ကတော့တထေ trans ဖြစ်မယ်လို့အခိုင်အမာယုံကြည်ထားကြတယ်။ငါကတော့သိမထင်ဘူးကွာ။ပေါ်သမျှအားစိတ်တွေနောက်ကိုလိုက်နေတဲ့နာဘူးကြီးကမိမဖြစ်ဖူးပါမလား။မင်းဘလို့သိရလဲ။ဒီစိတ်တွေကရောက်နေဘေးပိတ်ကိုဝင်သူကလိုက်ပြီးသားဖြစ်နေတာငါသတိထားမိတာကြပြီရေလင်းစကားကြောင့်ကျိုးဆက်လက်ဖြောက်တစ်ချက်တီးလိုက်တယ်အိုးသေးချသွားပြီသူပြောင်းတော့ကတခုခုလိုသွားလို့တိတ်မတန်းတော့ရနဲ့အားစိတ်တွေနောက်ကိုလိုက်နေတာဖြစ်ရမယ်ငါတော့ဘေးအသက်ကြီးလို့တိတ်မစွမ်းတော့ဘူးလို့ထင်တာအိမ်မကလည်းစိတ်လျှော့ပုံမရဟိတ်ကောင်ငါအာယုံအလိုလိုသိတယ်ကွာဒီဘေးက trend အဲ့ဒါကြောင့် trend တွေကိုပေါက်ကရပြော့တတ်တဲ့ကြော်လေးကိုအတလွတ်မကြည့်တာကြော်လေးကသူ့ဘာသူမူးချင်မှုမယ်အလုံးမှာဘယ်တော့မှပေါက်ကရဖြစ်ဘူးလို့လေငါတို့ထဲမှာအတော်ဆုံးလို့တောင်ပြောလို့ရတယ်အဲ့ဒါတော့လေဟုတ်တယ်ကြော်လေးကတငယ်ချင်းဆိုဘယ်လက်ချက်ပြော့တတ်ပေမဲ့အဲ့ဒါတော့လေဟုတ်တယ်ကြော်လေးကလူငယ်ချင်းဆိုရင်ဘယ်လက်ရွက်တပြော့တတ်ပေမဲ့အလုံးကျိုးစားတယ်ဒီလိုလူမျိုးမကြည်တာနည်းနည်းတော့ထူးဆန်းတယ်လို့ရေလင်းတွေးလာမိတယ်ဦးနိုင်နာထောင်းက trans ကိစ္စနဲ့ပတ်သက်ပြီးတော့အချိမခံတာလေကိုတွေးဖြစ်တယ်တခါတော့ညနေပဲအရက်တွေမှုပြီးတော့စာရေးစရာဆိုင်းလင်ဘန်းဆိုသူကိုအယုတ်တအနက်တတွေအော်စိနေတာရေလင်းကိုယ်တိုင်ကြားဖို့တယ် Facebook မှာပေါက်ကြရတွေရေးတဲ့ဆိုင်းလင်ဘန်းကိုရေလင်းတော့လေသဘောကျလို့ follow လုပ်ထားတယ်သူက trend တွေကိုမစကနာမထိခလုတ်ထိခလုတ်ရေးတတ်သူလေးဖြစ်တယ်သူကလေးတာကဖက်လို့ကောင်းတယ်သူ့ဘောက်ကိုသွားလိုက်သူ post တွေအောင်မှာဒါချိန်ချိန်နေကြသူ trend နဲ့ trend အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကိုမြင်နိုင်တယ်အပြင်မှာတွေ့ရင်တခါတည်းတတ်မယ်ဆိုသူကလေမနေဒါကြောင့်မို့ထင်တဲ့အဲ့ဒီစာရေးဆရာ profile မှာသူ့ပုံအစားခင်ဗျားအမေရိကန်ရုပ်ရှင်မင်းသားတအုပ်ပုံတင်ထားပြီးတော့သူ့ကိုယ်ရဲ့အချက်လက်တွေဘာမှရေးရှာဖော်ပြခြင်းမရှိဘဲထားတယ်အခုဒီအကြောင်းတရေရပြီးပြောပြီးတော့ကျိုးဆက်ကအေးကွာဒိုးဆရာကအကောင့်တူနဲ့ဝင်စိတ်ချင်စေးနေမှာဆိုင်ပြင်မှာ website ကဝင်လာတော့ခက်ကြမ်းကြမ်းဆောင်းလူလူနဖူးပံစပင်တွေလှုပ်ရှားသွားတယ်ကိုပုံမှာချမ်းအင်ကြီးပပောင်းလေပြင်းဖိလိုက်တဲ့အခါလူလူရဲ့မမိုးထထရွှေရင်အစုံအဖို့တင်ချသွားတယ်တန်းအောင်မြတ်လည်းတတွေးတွေကိုဂလုခနဲ့အသာကျိတ်မျိုးချလိုက်ရတယ်လေလူကတော့တန်းအောင်မြတ်ရဲ့အဖြစ်ကိုတယူမထားမိတယ်လို့အမှုအရာမျိုးနဲ့လေနဲ့အတူပါလာပြီးစပိတ်ပေါ်တင်ထားတဲ့တရွက်ချောက်တစ်ခုကိုဖေးချလိုက်အဲ့တော့ကိုတန်းအောင်မြတ်မန်ယူဖက်ထိုင်မယ်ပေါ့အလေးများလို့ထီထိုးချင်တာလားတရွက်ချောက်လေးကလုံးတိန်တဲ့လူလူရဲ့ခြေတလုံးဝင်းဝင်းကိုဖြတ်တန်းပြီးဝေးကဝိုက်ကကျဆင်းသွားတယ်တန်းအောင်မြတ်နောက်တစ်ချိန်တတွေးမျိုးချလိုက်ရတယ်အင်းဗျာတရားလေးတီးလေးဆိုတော့စမ်းတော့စမ်းသိမ့်ပါတယ်ဒါမဲ့ကျွန်တော်ကတော့တရားပြန်ပြပဲရှိတဲ့တစ်ချက်ဆုံးမှပူကြောက်တယ်တန်အောင်မြင်ဘေးစီရောအာယုံရောက်နေတာကိုသိပုံမရအမှုမထားခြင်းလည်းဖြစ်နိုင်တယ်လူလူကသူပြောချင်ရာကိုဆက်ပြောနေတယ်ဟောရင်ကတော့တို့ကနာမည်ကြီးအသိမဲ့လေမသက်တာလို့တန်အောင်မြင်အလိုက်ချင်းပြန်ပြောလိုက်ရတယ်ကိုယ့်အတန်ကတုံခါနေတယ်လို့၆ကန်းနေတယ်လို့လေထင်မိတယ်လူလူကိုခန်းစားမှုအပြင်နဲ့ကြည့်မိလေတိုင်းသူ့ချိန်မှာနေမထေးထိုင်နေတာအမျက်လူဖြစ်နေရတယ်လေလူကတော့ပေါ်ပါစွာရှည်လိုက်ရင်အရက်နာမည်ကြီးတိုင်းအခုနိုင်မလားဗျဒီနေ့တန်ပြန်တက်လာတာနော် play off မှာကန်ကောင်းလို့တက်လာတာဗီလာအတင်းစီလာတဲ့ကား accident မဖြစ်ရင်ဗီလာတန်းတက်မှာတည်ကြတယ်လူမစုံတဲ့ဗီလာအတင်းကိုတော့အချိန်ပိုးရင်း
ပင်မတိတယ်ကံပြီးတက်လာတာမဟုတ်လားအခုပွင့်လေကံကောင်းပြီးနိုင်ချင်နဲ့နိုင်မှာပေါ့ဒါမဲ့ကျွန်တော်ကတော့လက်ဆောင်လိုက်တော့မယ်လိပ်ပွေးပဲရှိုက်မယ်ဒါဘီနဲ့ဝင်ဘယ်တန်ကလေကြီးလာတယ်ထိုင်ပြစ်မယ်ဒါကတော့လူတဘောပါကွာလူရာထက်ပို့ပြီးတော့နူးညံ့လို့အသက်ပါလွန်သွားတဲ့လေတံကိုလွတ်တတိထားမိသွားပုံရှားတယ်ခင်ဗျားနော်ကျွန်တော်အကြောင်းသိတာနဲ့လာလုပ်ပြမနေနဲ့ရေရလန်းလို့ရှူးထွက်ကြကောင်အောင်မယ်ကဲဗျာသွားမယ်လက်ဖက်ရည်တိုက်မယ်ကျေးဇူးပဲနောက်ကြုံရင်ဆိုင်ရအကြောင်းစားတယ်ခင်ဗျားသားသမီးအတွက်အလေးတုပ်လာခဲ့မယ်စပွဲပေါ်ကဆိုင်ကယ်တော့ဆွဲပြီးတော့ထားရက်လိုက်တာကြောင့်တန်အောင်မြင့်ရင်ထဲဟာသွားရတယ်တားချင်ပေမဲ့ဘယ်လိုထားရမှန်းမသိကဲလူပြိုကြီးကြောက်ခဲ့ရေပုတ်ပြီးတစ်စိမ်ရိုင်းတော့လက်ဖက်ရည်နဲ့မရအောင်နော်ဘီယာမှရမယ်ပေါ်ပါစွာထွက်သွားတဲ့လူလူကိုနောက်ကနေငေးချင်းတန်အောင်မြင့်တက်ပြင်းချမိတယ်ရှက်ပွားနဲ့ပွာတာပေါင်းမီပွားလူလူရဲ့ဖွင့်ထားတဲ့အလားတယောက်ကိုဖုံးကွယ်ထားကြတဲ့အတွက်လေစိတ်ပြတ်မိတယ်လူလူခုနအကြောင်းစားအကြောင်းပြော့သွားမှအကြောင်းစားကုန်တဲ့ကိုတန်အောင်မြင့်ပြန်တတိရတယ်ထွက်လာတော့စိတ်ကူးထဲမှာအကြောင်းစားဝေဖို့ကလည်းပါတယ်ဒါပေမဲ့လူလူကိုတွေ့မှအလုံးမေးရောက်သွားခဲ့တယ်လက်ဖက်ရည်ဖို့ရှင်းရင်စပွဲတို့ကိုလမ်းခေါ်ရင်အပြင်မှာမန်ယူဖန်ကတောင်းဖို့လောက်ဝင်ထည့်လိုက်အောင်ပါလို့တွေးလိုက်တယ်တရားလေးတီလေးဆိုတော့မန်ယူသာနိုင်တော့ပါကတောင်းချင်းမိမှာစိတ်သိမ့်ပြန်ရမယ်မဟုတ်ပါလားအခွန်တော့ပြီးရင်တော့ကိုသိန်းကျော်ကြံမဲဆိုတော့လူလူကိုဘီယာတိုက်ဖို့ကောင်းကောင်းလောက်တယ်ကြောက်ခဲ့ရေပေါ်ပါစေဗျာဟောအရှင်နေပေါင်းများစွာပုရိသတော့အသေးဆွေမင်းသမီးတယောက်အဆွေပြူပြောမိဘတွေကလူလူအောင်တော့အမိပေးခဲ့တဲ့လူလူကအဆိုပါခင်းဟောင်းမင်းသမီးကြီးလိုပဲအထက်ပါပိုင်ဆိုင်မှုများနဲ့ပြည့်စုံကြွေးပွားသူဖြစ်တယ်မိဘတွေဖွင့်ထားတဲ့စတိုးဆိုင်ဝိုင်းကိုလို့တယ်လို့နဲ့ရှောင်းနေတဲ့လူလူနဲ့တန်အောင်မြင်တို့ရင်းနှီးခဲ့တာမှာဘောလုံးပွေးတွေကြောင့်ဖြစ်တယ်တကယ်တော့မရင်းနှီးခင်ကလေးတန်အောင်မြင်လူလူကိုတီးထားပြီးတော့ဆွေးလန်းနေခဲ့ပြီဖြစ်တယ်ကံအကြောင်းတင်လို့ရင်းနှီးခွင့်ကြုံလာတဲ့အခါလက်ဖို့စာမှန်လို့ဖန်လာခဲ့ပြီလို့တန်အောင်မြင်စိတ်ကအားတက်ခဲ့တယ်ဒါမဲ့လေခက်တာတခုရှိတယ်ဒါမှအခက်ခဲမဟုတ်တော်တော်ကြီးပဲခက်တဲ့ကိစ္စဖြစ်တယ်ဖြစ်တယ်လို့မနေပဲပြင်လိုက်စင်လိုက်မိမချော်စင်းကိုအသာလေးဝင်နိုင်တဲ့လူလူယောက်ျားစိတ်ပေါက်နေခြင်းအောင်အောင်မြင်သွားကြီးစွာသောတားဆီးဖြစ်တယ်ဒါမဲ့ပြောရရင်လူလူကယောက်ျားစိတ်ပေါက်နေလို့သာအခုလောက်ရင်းနှီးလာခဲ့ခြင်းလို့ဆိုရပါတယ်လူလူအသာတန်အောင်မြင်ဘောပွေကြည့်ဖက်ဘောပွေလောင်ဖက်လက်ဖက်ရည်ဆိုင်ဘီယာဆိုင်ထိုင်ဖက်အကူကြီးတယောက်တာဖြစ်တယ်တန်အောင်မြင်ကြုံရင်ကြုံတယ်လို့သူ့ဘက်ကခံစားမှုတွေကိုပြဖို့ကြိုးစားပေမယ့်သူ့ကိုယ်သူယောက်ျားတယောက်လိုခံယူထားတဲ့လူလူအတွက်ဘယ်လုံးမှထိရောက်မှုမရှိခဲ့ပါကိုလုံးကိုစီးနှောင်ထင်းချုပ်ကအဝေးအစားပေါပါနဲ့ဖုံးကွယ်ထားတဲ့အလားစားသွေးကလေးကတန်အောင်မြတတိပြုံမိခဲ့ပါတယ်ရှင်ထဲမှာလည်းဆွေးလန်းသွားတယ်တခြားသူတွေကလူလူရဲ့စိတ်မှန်တဲ့အလားတရားမမြင်ကြခြင်းအတွက်လည်းအံ့ဩမိတယ်ဒါပြောဆိုတာပညာရှင်မျက်စိနဲ့မှသိတာကွာအချက်မူရန်တန်အောင်မြအပေါင်းအသင်းတွေကိုပြောတတ်တယ်ဒီလိုပြောရရင်လူလူကိုမိန်းကလေးလိုဖြစ်အောင်လုပ်ပြမယ်လို့သူတို့ကပြန်ပြောတတ်ကြတာကြောင့်နောက်ပိုင်းမှာသူကျွေးမှစားရမယ်အကြောင်းတွေကိုသာတန်အောင်မြလူလူအကြောင်းကိုပြောတော့တယ်ရင်းနှီးလာပြီးတဲ့နောက်မှာမိန်းကလေးလိုနေဖို့ကြုံရင်ကြုံသလိုပြောကြည့်တယ်လူလူစိတ်ကြည်ကြည်လင်းလင်းရှိတယ်လို့ထင်ရတဲ့အချိန်မျိုးမှာမိန်းကလေးလိုဝင့်ရင်သိကြည့်ကောင်းပါပဲလို့စိတ်ယုံကြည်တယ်ဒါမဲ့လေတဲထဲကိုရစ်တုံကမှအရာလေးမြင်အောင်မယ်တန်အောင်မြရဲ့ကြိုးစားမှုတွေကလူလူရဲ့လောင်ရင်တန်တဲ့အတူလေထဲမှာအယုံရှိမိတယ်လို့တော်ဆန့်ပါဗျာကျွန်တော်မိန်းကလေးဖြစ်ခမရဘာလို့မလို့လဲသိတာပေါ့ဘာဟုတ်တာလဲမပြောနဲ့ဗျာအခင်အမေမပြတ်ချင်ဘူးတိမခံနိုင်တဲ့အဆုံးမှာလေလူကပြက်ပြက်တသားပြောလာတော့တန်အောင်မြရှင်ကွေးရတယ်သူ့ဘက်ကမျောလင်းချက်ကလေးတရားလေးတီးလေးပေးထားတဲ့အသင်းဖက်လောင်းတဲ့ထက်တောင်ဖြစ်နိုင်ခြင်းကပုံနေလိမ့်မယ်လို့ထင်မိတယ်။ဒါပေမဲ့လူလူကတော့သူမဆုံးခွန်နိုင်ပါ။စားသွေးကလေးကချစ်ခဲ့ရတဲ့အချိန်ကအနေနည်းရနဲ့အမျှပို့ပြီးတော့ကြီးထွားနေလာတယ်။ချစ်သူတွေဖြစ်ခွင့်မရတာဖြစ်စေလူလူဘက်ကဘယ်လိုဝဲစားတီဖြစ်စေလူလူအနာမှာနေရတာကိုပဲစုလက်တစ်ခုလိုတန်အမြင်ယူဆတယ်။ခဏတစ်ဖြုတ်ရတဲ့အချိန်ပိုင်းတွေမှာစကားပြောခွင့်နေခွင့်ရတာကိုပဲကြံဖန်ကပြောနေမိရဲ့။လူလူကအဲ့ဒါတွေကိုမသိအောင်ပြုကပေးသလောက်ကိုပဲကျင့်နေတယ်။ဒါမဲ့တန်တင်းလေးတစ်ချိန်ဆိုတဲ့မျောလင်းချက်ကံတရားဆိုတာကျိုးသိမမြင်နိုင်လို့ယုံကြည်ချက်တွေတာတန်အောင်မြင်ရဲ့အချက်တွေကိုဆက်လက်ရှင်းသင်ခွင့်ပေးခဲ့တယ်။ရင်ဝါပေါ်ဘက်ကကြောင်းတော့ကောင်ခုန်တက်လာတာကြောင့်တန်အောင်မြင်အိမ်မက်လှလှထဲကနေအလန်တကျထွက်လာခဲ့တယ်။အလိုက်ကန်ဆိုးကိုမသိတဲ့သားသမီးတွေပါစီနဲ့ပြောရင်အိယာကထားပြီးတော့မနေ့ကဝေလာတဲ့ကြောင်းစာထုတ်ကိုဖောက်ပြီးတော့ကြောင်းတွေကိုခေါ်ကြည့်လိုက်တယ်။သူ့မှာလူလူအပြင်တွေ့တာစရာဆိုလို့ဒီကြောင်းတွေသာရှိတယ်မဟုတ်ပါလား။အပြင်ကိုကြည့်လိုက်တော့နေအောင်တလက်လက်မြင်နေရတယ်။မျက်နှာမသိခင်ဖုန်းကိုဖွင့်စစ်လိုက်တော့ငွေ9,600ဝင်နေပြီလေမနေ့ကရေပေါ်လာတဲ့ကြောက်ကရေချိုးခန်းတွေဝင်သွားတော့တန်အမြင့်ရဲ့ခြေလမ်းတွေကိုမြောက်ကြဖြစ်စေတယ်ရှင်သမားမနဲ့ကြည့်ခဲ့ရတဲ့ပွဲတွေတစ်လျှောက်လုံးတရေဖြစ်နေပြီးမှပွဲပြီးခါနေမှရှလိုက်တဲ့ပနယ်တီတလုံးကတန်အမြင့်ကိုကောင်းကင်စီကိုပို့ပေးလိုက်တယ်သွားတိုက်စိတ်ကိုထည့်ပြီးမှမတိုက်ဖြစ်သေးပဲပြန်ထွက်လာကလူလူစီကိုပြီးရမက်ဆေ့လမ်းပို့လိုက်တယ်ထောင်ထားတဲ့လက်မလေးတစ်ခုကချက်ချင်းပြန်ရောက်လာတော့လူလူကလေသူ့စီကတစုံတရာကိုမျောလင့်နေတလားလို့တွေးကတန်အောင်မြင့်ပြောသွားတယ်
အဲ့ဒီအပြင်နိုင်လိမ့်မယ်မဟုတ်လို့အားလုံးနေပါကထင်စားတဲ့အတင်းတင်းနိုင်သွားခြင်းနဲ့အတူပတ်စံနေပါရှာလိုက်ခြင်းဟာအသိကောင်းနမိတ်ကောင်းတစ်ခုဖြစ်လိမ့်မယ်လို့ယုံကြည်တယ်။မရနိုင်လို့ထင်ရတဲ့လူလူရဲ့နှလုံးသားကိုလေတန်အောင်မြင်မရှာနိုင်ပါလား။ဒီနေ့လုံးလဲအလုပ်လုပ်ရတာစိတ်လေးကြည်တာနေတယ်။အကြောင်းသိသူတွေကဘောပွေးနိုင်လို့လားလို့မေးကြတော့ဟုတ်ပါဘူးဗျာဆိုပြီးတော့ဝင်းခေါင်းတန်ကြီးနဲ့တန်အောင်မြင်ပြောမိတယ်။ညနေမြင်မြန်ဆောင်ဖို့ကလေစိတ်ထဲကကြိတ်ပြီးတော့ဆူတောင်းနေတယ်။ညနေရောက်တော့လေအလုံးမြင်မြန်သိမ်းရေမိုးချိုးပြီးတော့သွားနေကြဆိုင်နေပြီးလူလူစီကိုမက်ဆေ့လမ်းပို့လိုက်တယ်ဒီတခါတော့စိတ်မနှီးကြော်လောက်မှလက်မလေးပြန်ရောက်လာတယ်ပြီးရဆိုင်ကိုတန်အောင်မြင်စော့ပြီးတော့ရောက်သွားတယ်အရင်ရောက်တော့လူလူကြိုက်တဲ့အမြင့်တွေကိုဂျုံမာထားလို့ရတယ်မဟုတ်ပါလားထင်းတဲ့အတိုင်းပဲလူလူရောက်လာတော့စပွဲပေါ်မှာအလုံးစင်တင်ဖြစ်နေလေပြီယောက်ျားစစ်စစ်တယောက်ဖြစ်တဲ့တန်အောင်မြင်ထက်တူတဲ့စပင်တီရှက်ဖားရကွာတာပေါင်းပြီးပွားနဲ့လူလူကတန်အောင်မြင်မျက်စိထဲမှာတော့ဘလုံးမှယောက်ျားပုံမပေါက်ဘလို့ကြည်ကြည်လှနေပါတယ်အတင်းဖြစ်နေတဲ့စားစရာတွေကိုကြည့်ပြီးတော့လူလူမျက်နှာဝင်ပါသွားတော့တန်အောင်မြင်ရင်ထဲမှာလည်းတင်းတင်းတဆင်းဆင်းအေးမြောက်သွားရတယ်ကိုတန်အောင်မြင်ဘလောက်တောင်ထိလိုက်တာလဲ1000လေးပါကွာဒါမဲ့အစားတစ်စေးဆိုတော့ဒါဆိုရင်တော့အမနာတော့ဘူးဗျာဆွဲပြီတိုင်ရင်ဆိုင်နေရာတစ်ပြေးပြေးဆောင်းသွားတယ်ပြက်ဖြစ်ကြတာကလည်းများသောအားဖြင့်ဘလုံးအဆောင်သာဖြစ်တယ်ဆိုင်ထဲကဖြက်ဖြောမီးရောင်တွေကလေးလဲလာချိန်မှာလူလူမျက်နှာဖြူဖြူလေးအနေရောင်လဲလဲတတ်နေတယ်ချစ်စရာမျက်နှာလေးကိုငှဲကြည့်စပွဲဘေးမှာဘေးကပလင်းအလစ်တွေတော်တော်များနေပြီဆိုတာကိုတော့တန်အောင်မြင်တတိမထားမိပါထဲရင်မှုတော့ကျွေးကိုပေါ်တဲ့အခုဘီယာမှုတော့ကျွန်တော်မညာတော့ဘူးဗျာအဆက်အဆမ်းမရှိလူလူစကားကြောင့်တန်အောင်မြင်ရင်ထဲမှာတိတ်ခနဲ့ခေါင်းသွားတယ်သူ့ကိုချစ်တယ်လို့ပြောမလားလို့ကိုလိုရအောင်ဆွေးတွေးမိတယ်လူလူကဘာတွေခိုးထားလို့လဲသွားဖြူဖြူလေးတွေအတန်းလိုက်ပေါ့ရှေးလိုက်တဲ့မျက်နှာလေးကနေတန်အောင်မြင်အကျစ်ကိုမခွာနိုင်ပါလေလူကတော့ဒါတွေကိုကိုယူဆိုင်မိပုံပေါ့ကျွန်တော်ယောက်ျားလေးဖြစ်ချင်တာအခုသိတယ်မဟုတ်လားသိပါတယ်ကွာကြောက်ကအကွဲစွာပြောလိုက်တဲ့အတန်တကူထပ်ပေါ်လာဖို့တန်အောင်မြင်တော်တော်ကိုအားထုတ်လိုက်ရတာကိုလေလူလူသိပုံမရပါဖန်ခွဲအနောက်ကိုလက်ညှိုးလေးနဲ့ရေကစားရင်ဆက်ပြောတယ်အဲ့ဒါကြောင့်ကျွန်တော်ပတ်စံစုတယ်ကျွန်တော်ကိုပေါ်ပေါ်စားလုံးထင်ကြတယ်ဒါပေမဲ့ကျွန်တော်ကပတ်စံကြားရင်ရတယ်လို့ရှာတယ်ပွဲစားလုပ်တယ်အတူပေးတယ်ဖေးရိုက်တယ်ဘောလုံးပွဲလောင်းတယ်ကျွန်တော်ရည်ရွယ်ချက်ကိုဖေးရသိသလားမသိပါဘူးနိုင်နေဗျာအများကြီးတော့မဟုတ်ဘူးပေါ့ဗျာဒါမဲ့နည်းနည်းတော့စုမိတာပေါ့မနေ့ကခါတိုင်းဆိုကြေးအလောက်กว่าနေကျွန်တော်ရှောင်တယ်အောက်ကနေနိုင်ဖို့ကမတေချာဘူးအပေါ်ကယူလိုက်ပြန်နေအစားနေမယ်ဒါမဲ့မနေ့ကတော့စိတ်တရားဖြစ်နေရတဲ့အကူနဲ့တွေ့ပြီးတော့အပြင်မှာမန်ယူဖက်က3သန်းပြေးချလိုက်တယ်တန်အောင်မြင်အံ့ဩသွားရတယ်သူတဲတလောက်လူလူကစီစီစဲလောင်းတတ်တူဖြစ်တယ်အရှုံးလေးရှိတာကိုလေအရင်ကလေးကသတိထားမိပါတယ်ဟမ်ဒါဆိုဟုတ်တယ်တပွဲတွေရောဆိုရင်ကျွန်တော်ရအခွန်နှုတ်ပြီးတော့360ကျော်ရလိုက်တယ်အဲ့ဒါကြောင့်အခုဝိုင်းအောင်ကျွန်တော်ရှင်းပြစေစိတ်သိမ်းတော့အပြင်းမရတဲ့ကိုတန်းအောင်မြင့်စီကမတောက်ရက်ပါဘူးဟိုအဲ့ဒါလူလူစုနေတာပြည့်ပြီပေါ့နော်ပေးရဖို့ရှင်းရချင်းမရှင်းရချင်းနဲ့ပို့ပြီးတော့အေးကြည့်တဲ့ကိစ္စကိုတန်းအောင်မြင့်အလောက်တစ်ချိန်မေးလိုက်မိတယ်လူလူကမေးပြလိုက်ပြီးတော့6ခက်ခဲရှိတယ်မပြည့်သေးပါဘူးဗျာဒေးချင်းဆိုရင်တော့လောက်ပါပြီပိုတော့ပိုအောင်မယ်ဒါကလေမေးတော့မေးထားတယ်ဒါမဲ့အဝေနဲ့လုံမယ်ဆိုရင်လေလုံနိုင်အောင်ပတ်စံထက်စုရအောင်မယ်ဒီကြားတဲ့စင်သင်းဒေးချင်းမဲ့တွေ့ရင်တော့ပိုကောင်းတာပေါ့ဗျာလူလူကမဖြစ်မနေပြောင်းဖို့ဆုံးဖြတ်ပြီလားကိုတန်းအောင်မြင်ကျွန်တော်ဒီလိုမနေချင်ဘူးမနေနိုင်ဘူးယောက်ျားဖြစ်ဖို့ကကျွန်တော်ဘဝအတွက်အရေးကြီးဆုံးနံပါတ်1ရည်မှန်းချက်ပဲစီးပွားရေးတိုးတက်ရေးနောက်ဆုံးအခြေရဗျာကျွန်တော်ဘဝမှာတခြားလူတွေဒါပြီးမှပဲကျွန်တော်စဉ်းစားမယ်ဆိုင်ထိပ်မှာမီးအောင်လေးရှီလင်းကစားတန်းအောင်မြင်ကဘာတော့အမောင်တိုက်ဖြစ်သွားတယ်ကျန်းပြင်အောက်ကမြေသားထဲကိုမြုပ်ဝင်ကျသွားတယ်လို့ရှင်တစ်ခုလုံးဝန်းကျက်တစ်ဆို့သွားတယ်တပတ်ပဲလမ်းအဆောင်တစ်ခုမှာအရာရာအလုံးပြောင်းဆုံးသွားတယ်လို့ခံစားရတယ်လူလူပါတွေဆက်ပြောနေရတယ်မကြားရတော့ပါတန်အောင်မြင့်ဆိုသူတယောက်ကဘာမှမရှိတော့ကိုလည်းမခံစားမသိနိုင်တောက်ထားတဲ့မြပြီးရတယ်မိုးရဲချင်းတွေကခဏချင်းပဲပြောင်းဆုံးသွားရတယ်ရင်ထဲမှာတကယ်သိနေတာလူလူကိုဘလုံးမှအဆောင်ရှုံးမခံနိုင်ခြင်းဖြစ်တယ်လူလူကိုအတိုင်းအစာမင်းချင်းမိခဲ့ခြင်းဟာအခုချိန်မှာပို့ပြီးတော့တေးချောက်တေးကွေ့လာတယ်ဘယ်လိုနည်းနဲ့ဖြစ်လူလူနာမှာသူရှိနေခြင်းနဲ့အဲ့ဒီအချိန်မှာမောင်မိုင်းနေတဲ့အာယုံထဲမှာအလင်းပပလေးတစ်ခုကိုမြင်လိုက်ရသလိုခန်းစားချက်နဲ့အတူပန်းဝန်းကျင်မှာအရာရာအလုံးကရုပ်ချင်းဆိုသလိုအနားကိုပြန်ရောက်လာတယ်လူလူကတော့ဟာလင်းလင်းဖြစ်နေတဲ့လက်တွေကဖန်ခွဲကိုတွေ့တွေ့လေးညှိနေတယ်ပေးရထက်ယူဖို့စပွဲထိုးတယောက်ကိုလက်ထောက်ပြလိုက်ရင်လူလူကိုတန်းအောင်မြင်ဆူဆူကြည့်နေပြီးလူမနှက်ပြန်အားလားကျွန်တော်ကအလုံးမှမရှိတာအားတာပေါ့ငါတို့မနှက်ပြန်ရန်ကုန်မှာစေးသွားစေးကြမယ်အဆင်ပြေတယ်ဆိုရင်ငါ့စီကယူလိုက်ပါငါစုထားတဲ့ပတ်စံတွေလေးရှိပါတယ်အဲ့ဒီပတ်စံတွေကလူလူနဲ့ဘွားတစ်ခုတည်ဆောက်ဖို့စိတ်ကူးရင်တကစူးထားခြင်းဆိုတာတော့ထိမပြောတော့ပါလူပတ်စံအဟောင်းသားနဲ့ကြောင်းနေမိတယ်ဟောကျွန်တော်ဝယ်ဖို့အကူကပတ်စံပေးမယ်လို့ပြောတာလား
တန်အောင်မြင်ပြောဖို့ပြန်လိုက်ပေမဲ့စပွဲထိုးကပေးရပြင်းနေချရင်ခွက်တွေကိုဖြည့်ပေးနေရကြောင်းရက်ထားလိုက်ရတယ်။စပွဲထိုးထွက်သွားတော့မှတန်အောင်မြင်ဘီယာခွက်ကိုကောက်ယူပြီးတော့တစ်ခွက်လုံးကုန်အောင်မရမနာမောချလိုက်တယ်။ပြီးတော့မှအသက်ကုန်အမ်းမရရှိလူလူနဲ့ကုန်နဲ့ချင်းကြမယ်လို့ပြောတာ။ဒါဆိုရင်တော့ပတ်စံလောင်းနိုင်တယ်မဟုတ်လား။တောက်ပြန်ဝင်ပါနေတဲ့လူလူမျက်နှာကိုခိုးကြည့်ရင်တန်အောင်မြင်ရင်မော့စွာတက်ပြင်းချလိုက်မိတယ်။လူလူပြောနေရကုန်မြင်တော့သူကလည်းပြောပါတယ်။လူလူထက်တောင်ပိုးပြီးတော့ပြောလိုက်ချင်ပါတယ်။ဒါပေမဲ့ရင်ထဲမှာအေးနေတယ်မမြင်ရတဲ့အနာဂတ်စီကိုမျောလင်းကငြိမ်လူလူနဲ့နေဖို့ဒီတလန်းသာကြံတော့တလားလို့ဇဝေဆောင်ကတွေးနေမိတယ်။ကျန်းရှုံရင်နှုတ်လို့ရတယ်။စကားကြုံရင်နှုတ်မရဆိုတဲ့ဆိုရုပ်ရှိတယ်။အခုမှပေါ်လာတဲ့နမျောတသားစိတ်ကြောင့်လူလူကိုစိတ်မပြတ်စေလို့ပါ။နင်တို့နှက်ခမ်းတွေကပြုံးနေတယ်။မျက်လုံးတွေကလည်းကျင်းနေနေတယ်။တန်အမြတွေ့ဖို့တများထင်မှာခင်မင်ခဲ့တဲ့3နှစ်ကျော်4နှစ်နီးပါကာလအတွင်းမှာအလားဆုံးသောလူလူကိုခုံးမြင်နေရခြင်းဖြစ်တယ်။ရှင်ထဲမှာအပြော့အချင်းချင်းဟန့်နေတဲ့လူလူမျက်နှာလေးကိုတန်အောင်မြင်အတွက်အရာအလုံးဖြစ်ပါတယ်။တကယ်ဗျာအလောက်အဆင်ပြေမဲ့လို့မထင်ခဲ့ပါဘူး။ခုတော့ဟာပြောလိုက်တာအကိုတန်အောင်မြင်အဲ့လိုတခါမှမတွေးမိဘူးဗျာ။အကိုအရင်ကတည်းကပုံပွင့်နေပြောခင်ကျွန်တော်တို့နှစ်ယောက်လုံးခုလောက်ဆိုအဆင်ပြေနေပြီ။ကလေးတယောက်လိုတွတ်ပြောတဲကြွလန်းဆက်နေတဲ့ဟန်ပန်ကြည်လင်တောက်ပနေတဲ့မျက်နှာထားအရာအလုံးကတန်အောင်မြင်ရှင်တစ်ဖြက်ဖြက်ရိုက်ခတ်သွားတယ်။ဘာကောမှနောင်တရစရာမလိုဘူးလို့ဘိုင်းမဲစွာတွေးမိချင်းပြန်လီဆင်ချင်နိုင်ဆိုင်တန်အောင်မြင့်မှာမရှိတော့ပါကံကောင်းခြင်းလားကံဆိုးခြင်းလားမသိပါလူလူနဲ့တန်အောင်မြင့်တွေးမျိုးစားရောတခြားလိုအပ်တဲ့အချက်လက်တွေပါချွန်းချက်မရှိတိုက်ဆိုင်နေတယ်စိတ်အောင်မှာစစ်စစ်ပြီးထွက်လာတဲ့ရလက်တွေကိုပြောပြလိုက်တာနဲ့လူလူထားကပါတော့တယ်တန်အောင်မြင့်မှာတော့ဇံဝင်ရှင်းမှာထိုင်ရမလို့ထားရမလို့ကားနေတဲ့လူလူကိုပဲလိုက်ဆွေးရမလို့ဖြစ်နေခဲ့တယ်လူလူဘယ်တော့လုံးချင်လဲဖြစ်နိုင်တော့အမြန်ဆုံးပေါ့အခုမှငွေနဲ့နေရင်လေကိစ္စမရှိဘူးကျွန်တော်ပေးမယ်ဒီလိုဒေးချင်းဆိုရင်ကျွန်တော်စူးထားတာပိုကောင်းနေအောင်ပါလူလူကိုကြည့်ရတာမှာခုချက်ချင်းပဲလှုပ်ချင်နေတဲ့အမှုရာရှိတယ်။စိတ်ယုံမှာပေးလိုက်တဲ့လက်ကမ်းစာဆောင်တွေရပြောင်းရတဲ့လုပ်ငန်းစဉ်အောင်အချိန်ယူရတယ်။မိမဖြစ်အောင်ပြောင်းတဲ့သူအောင်အချိန်ပို့ကြတယ်။တစ်ခါတည်းတနေ့လောက်တော့ကြာနိုင်တယ်လို့ဆိုတယ်။ပြောင်းတဲ့အခါစောင့်ရမယ်အချိန်ကြီးရှိသေးတယ်လေ။အကူကလေကိုဖြစ်ချင်တာပြန်ပြန်မဖြစ်ချင်ဘူးလား။ငါဖြစ်ချင်တာမင်းနဲ့တသက်လုံးအတူနေဖို့ဆိုပြီးရင်ထဲကပြောရင်တန်အောင်မြင်စိတ်ကိုတုံချလိုက်တယ်။အတက်ကိုဝဝရှူသွင်းလိုက်ပြီ။တပတ်လောက်တော့အချိန်ပေးကွာ။အလုံးနဲ့လေကြီးအောင်မယ်ပြင်စရာတွေလေးရှိသေးတယ်နောက်တစ်ခုရှိသေးတယ်ဒီလိုလုံးကြမှာလူလူဘသူကောင်မှမပြောပါနဲ့အချိန်တန်တော့တီးကြပါစေတန်အောင်မပြောတဲ့အတိုင်းအချိန်တန်မှဆိုတော့လူလူကတော့ဘယ်လိုနားလေရမယ်မသိပါသူ့အိမ်ကိုတော့မပြောပြဘူးလို့အာတက်တီရောအာမခံတယ်ကျွန်တော်အွန်လိုင်းနေအဆင်ပြေသွားတယ်လို့ပဲပြောလိုက်မယ်လေကိုတန်အောင်မြင့်အတွက်တော့ဟုတ်တာပေါ့စိတ်ချကျွန်တော်စီကတော့မပေါက်ကြစေရပါဘူးဒါမျိုးဆိုတော့သစ္စာရှိရမယ်လေတပတ်အတွင်းမှာလူလူပါတွေလုံးနေမှမသိပေမဲ့တန်အောင်မြင့်အတွက်တော့တကယ်ပဲဝယုံသုံးကားဖြစ်တယ်ရစရာရှိတဲ့ပတ်စံလေးတွေလိုက်တောင်းရတယ်ခွင်းကတနေ့လောက်ယူဖို့ဘလုံးမှမရနိုင်တဲ့အတွက်ထက်စာတင်လိုက်တဲ့အခါဓာတ်လူကြီးအောင်ရှစ်တော့တယ်ဟဲ့ကောင်အလုတ်ဆိုတော့အခုချက်ချင်းပုတ်ဖက်ကထက်လို့ရတယ်ထင်တာလားအနေဆုံးတလားကြိုတင်ရတယ်ကွာကျွန်တော်ကိုရေးကိုရာကိစ္စအရင်ကအရေးကြီးနေလို့ပါဆရာရဲ့တကယ်တော့ကျွန်တော်ကလည်းမထွက်ချင်ပါဘူးခွင့်ယူဖို့ကတနေ့လောက်ဘလုံးမှမရနိုင်လို့ပါတနေ့တောင်မင်းကဘာလို့မလို့လဲကိုရေးကိုရာလိုပဲပြောပြစီဆရာရဲ့အเจ้าမခိုင်လုံးပဲဘယ်လိုပေးမလဲကွာမနက်ကမောင်မြတ်ကြီးနဲ့လက်ဖက်ရည်ဆိုင်မှာတွေးတော့ကိုရေးကိုရာဆိုရင်အသေးစိတ်မလိုဘူးလို့ပြောလို့ရပါတယ်ဆရာမနက်ကမောင်မြတ်ကြီးနဲ့လက်ဖက်ရည်ဆိုင်မှာတွေးတော့ကိုရေးကိုရာဆိုရင်အသေးစိတ်မလိုဘူးပြောလို့ပါဆရာတန်အောင်မြတ်ထက်နေပြီးတော့မောင်မြတ်ကြီးလို့ခေါ်တဲ့စာရေးဆရာကပြဆရာရဲဘော်မြတ်ကြီးကတိုင်းအလုပ်သမားသမဂ္ဂအတွင်းမှုဖြစ်တယ်အလုသမားနဲ့ပတ်သက်ရင်ကလောင်လက်နဲ့တပိတ်လက်နဲ့တာမကလိုအပ်ရင်တုပ်လက်နဲ့အုတ်ခဲလက်နဲ့ပါခိုင်ဆွေးပြီးတော့ရေတွင်းနေတက်တာကြောင့်အလုရှင်တွေအစိုးရရာရှိတွေသူ့ကိုဖြုံကြတယ်အခုလေတန်အောင်မြင့်ရဲ့ဆရာနည်းနည်းတွေ့သွားတယ်ကျွန်တော်လုပ်သက်15နှစ်ကျော်ပါပြီဆရာတခါတလေရှောင်းတခင်ခွင်းနေယူတတ်တာဟာတွေခုချိန်ထိလောက်သက်ခွင့်တော့မယူဘူးပါဘူးဆရာလေးသိပါတယ်ချူစင်နည်းနည်းထည့်ပေးလိုက်တော့ဆရာသမားကောင်းတင်ရေးလုပ်နေပြီးတော့ဒီလိုလုပ်ကွာအခုပြီးရင်ခွင်း3လပေးလိုက်မယ်နောက်ပိုင်းမရပြန်မွေနိုင်တဲ့လေလစာမေးခွင့်နဲ့ဆက်တော့နိုင်တာပေါ့နေ့ရှည်လာများလက်တွေ့ခေလို့ဒီဆရာတန်းအောင်မြင့်အလုပ်ထွက်စီချင်းပုံမရပါလူလူနဲ့အလေးအထက်လုပ်ပြီးအလုပ်ကိုပြန်မဝင်ချင်တော့တာလေးရှိလို့တန်းအောင်မြင့်ထွက်စာတင်ချင်းဖြစ်တယ်ဒါမဲ့နောက်ထပ်3လလစာဆက်ရနေအောင်ပါတတိယလိုက်တော့ဆရာရဲ့အစီအမံကိုကောင်းကျင်းလိုက်တယ်နောက်ပိုင်းကိစ္စကတော့မောင်မြတ်ကြီးကိုကြည့်ရှင်ခိုင်းရပြီးတော့မယ်အလုပ်ကိစ္စပြတော့လူလူကိုတပတ်နေမှလိုက်လာဖို့ပြောပြီးတော့ရှင်းကုန်ကိုပြစ်လာခဲ့တယ်တန်းအောင်မြင့်မှာတခြားသောအစီအစဉ်တွေကလည်းရှိနေသေးလို့ငကိုသိန်းကသိမ့်မများလာတဲ့ငွေစုနဲ့လောင်းကားမှမဟုတ်ပါအဲဒါကြောင့်ရန်ကုန်မှာနေတော့အချို့အချောင်ရထားတဲ့အိမ်နဲ့ခြံလေးကိုရတဲ့စိတ်နဲ့ပြင်ရခြင်းဖြစ်တယ်ငကိုကလေးကအဝေရှိလို့ပွေးစားတွေလန်းလန်းမေးကြပေမယ့်နောက်ရည်ကိုတွေးပြီးတန်းအောင်မြင့်မရှောင်ခဲ့တာပါ
အခုတော့တန်းအောင်မြင်ရဲ့နောက်ထပ်အနာဂတ်တစ်ခုဖြစ်တဲ့လူလူအတွက်ရောင်းရခြင်းဖြစ်လို့စိတ်ထဲမှာနည်းနည်းမှနှမျောသားသားမရှိခဲ့တာအမှန်ပါစာနီးဆိုတဲ့မြေပွေးစားတမင်စိနေဝေမယ်မှန်းတီးတီးနဲ့လက်မှတ်ထုတ်ပေးလိုက်တယ်အနေခံရတာတော့ဝေထားတော့အထက်အစာများစွာညက်နေလို့ရောင်းပြော်တယ်လို့စိတ်ပြေပါတယ်သူမရှိတော့ရှမ်းကိုစောင်းရှောက်ပေးထားတဲ့အမျိုးသမီးကတော့တန်းအောင်မြင်အလင်းစလို့လှုံးမှုသိမ့်မကြည့်ကြပါဈေးထက်တက်လာနိုင်တဲ့အတွက်သူတို့ဖြတ်တဲ့ကြားမှာအတင်းရှောင်းလို့စိတ်ဆိုးကြတယ်ချင်ရောက်ပြီးလို့လက်ထက်ငွေရောက်လာတော့တဲကြမဲ့စိတ်ယုံနဲ့မလန့်မကန်နာမှာအခန်းလေးတစ်ခုကိုငားလိုက်တယ်ချန်ကိစ္စမှာမကြည်လင်ကြတဲ့အမျိုးတွေစီမှာဆက်ပြီးတော့တိတ်ခွင်လူလူနဲ့အလေးထက်ကိစ္စသာတီးလို့ပါကဝိုင်းရမ်းကြမှာတေးကြတယ်တန်အမြာတေးပြေးရှင်ပြေးစီစဉ်မှုတွေပြီးသွားတဲ့နေ့မှာပဲလူလူရောက်လာတယ်ငားထားတဲ့အခန်းလေးမှာအတူလာနေဖို့တန်အမြာခေါ်လာပေမဲ့လူလူကသူ့အမျိုးစီမှာသွားသေးတာကြောင့်အနေငယ်တော့စိတ်မကောင်းဖြစ်ရတယ်နောက်နေ့တွေမှာတော့တန်အမြနဲ့လူလူစိတ်ယုံကိုအတူတူတွားပြီးတော့နောက်ဆုံးအဆင့်စစ်ဆေးမှုတွေလုပ်ကြတယ်သက်ဆိုင်ရာဆရာဝန်တွေအကြံပေးမှုတွေနဲ့တွေ့ရတယ်။ဆိုင်ရာဆရာဝန်တွေနဲ့တယောက်ချင်းစီလိုက်တွေ့ရချိန်မှာလူလူအနာမှာမရှိတော့အားငယ်တယ်။ဒါမဲ့လူလူကလည်းတခြားအခက်မှာသူ့လိုပဲအားငယ်နေနိုင်တယ်လို့တွေးမိပြီးတော့တန်အားမြင်အားတက်ရတယ်။ခွေးစိတ်ပေးမဲ့ဆရာဝန်နဲ့မတွေ့ခင်စိတ်ယုံမာကတင်ဝန်ထက်အမျိုးသမီးတူဟာလိုအပ်တဲ့အချက်တွေကိုမေးပြီးတော့တည်တင်းတာတွေရှင်းပြတယ်။ရွှေရင်အစုံအတွက်ကတော့ဆီလီကွန်ထိတ်မလား။ဟိုတယ်ဟာကပဲယူမလား။ဟောကျွန်တော်ဆီလီကွန်ဆိုရင်တော့ရှင်းစိတ်ကြိုက်ပုံစံအရွေးစားရွှေခွင့်ရမယ်။ဟိုတယ်စီကယူမဲဆိုရင်တော့အရှိအတိုင်းပဲပေါ့နော်သူ့စီကပဲယူပါမယ်ဆီလီကွန်တွေကဘလောက်ပုံစံလားလူလူကိုပိုင်ဖြစ်စီတော့လုံနီနဲ့မှတူနိုင်မှာမဟုတ်ပါတခြားဘာလို့ချင်းသေးလဲဘာလို့ပြောရလဲမသိဘူးမျက်နှာပြင်တာတို့အတန်ပြောင်းတော့ခွေးစိတ်တာတို့အစီထုတ်တာတို့ပေါ့ဟုတ်ကဲ့လှုပ်ချင်ပါတယ်ဒါဆိုရင်အားလုံးပက်ကစ်အေယူလိုက်ပါလားအဲ့ဒါအကောင်းဆုံးပဲအဲ့ဒါဘယ်လိုလဲမသိဟောဖက်ဒီဖက်ပြောင်းပေးတာတသက်ပေါ့နော်ပက်ကစ်တွေကနောက်ထပ်ထပ်လှုပ်ချင်တာလှုပ်လို့ရတာပေါ့ပက်ကစ်အေဟာအခုပြောတာတဲ့အပြင်ဘယ်လိုအဲ့တဲ့အမွေးအမြင်တွေလေးစာနဲ့ဖေးပေးတာကိုလုံးကိုအချိုးဆောင်လှုပ်ပေးရတဲ့ကအစားတကူလုံးအတွက်ပါပက်ကစ်လိုက်လုပ်လိုက်ရင်တော့တစ်ခုချင်းစီလိုက်လုပ်နေရထက်ဆိုင်ဈေးသက်သာတာပေါ့ရှင်အဲ့ဒါဆိုဘယ်လောက်ကြမှာလဲဟင်တန်အောင်မြင်မဝဲမြင်လေးမေးလိုက်တယ်ကုန်ချစိတ်ကိုတင်းလိုက်တော့နည်းနည်းမျက်လုံးပြုတ်သွားပါတယ်ဒီတိုင်းဆိုရင်အိမ်ထဲခြံရရလေးကဒီစိတ်ုံမှာပဲကုန်သွားမယ်တဘောဖြစ်တယ်ဒါမဲ့လူလူကိုမျက်စိထဲပြင်းမြင်လိုက်တော့အလိုလိုကောင်းကြီးမိသွားတယ်ဒါဆိုပက်ကစ်အေကိုယူလိုက်ပါမယ်မျက်နှာကိုပြုပြင်ဖို့ကတန်အောင်မြင်မျက်နှာကိုရှူတောင်းအောင်မှဓာတ်ပုံရိုက်လိုက်တယ်။ဦးကောင်ကအယုတ်တွေကိုလည်းတက်မှန်ရိုက်ရတယ်။ပြီးတော့မှပကြည်စရာပုံတွေအားလုံးကိုကွန်ပျူတာထဲထည့်ပြီးတော့တန်အောင်မြင်စိတ်ကြကြေးကောင်းအောင်ပြင်ပေးတယ်။ကိုလုံးကိုလည်းထုံနေသူပဲဖြစ်တယ်။တန်အောင်မြင်အမေမွေးပေးလိုက်တဲ့မျက်နှာကိုလုံးလုံးလည်လည်တော့မပြောင်းချင်ပါ။ငကိုမူလားပုံစံကိုအခြေခံပြီးတော့ပိုပြီးကြေးကောင်းတဲ့မျက်နှာတစ်ခုဖြစ်အောင်တနည်းအားဖြင့်မြင်လိုက်တာနဲ့လူလူခြေသားလောက်အောင်လှနေအောင်လုပ်ချင်တယ်။အမျိုးမျိုးပြောင်းပြရပြုတ်ပြင်ရတဲ့ပကြည်စရာကလေတော်တော်ကိုကောင်းစားသွားတယ်။နေရောက်သား6နာရီအကျဉ်းနေစူးစမ်းပြီးမှတန်အောင်မြင်စိတ်ကြအနေထားကိုရသွားတယ်။ကောင်းစားတယ်လက်လေးညောင်းတယ်ဒါမဲ့ကျွန်တော်ဆွေးဖူးသည်များပုံစံတွေထင်းမှာဒီပုံကိုစိတ်တိုင်းအကြဆုံးတဘောအကြဆုံးပဲခင်ဗျအနုပညာမျက်စိရှိတယ်။အကြည့်စရာချီကျူတော့တန်အောင်မြင်လေစိတ်ကျင်နေသွားမိတယ်ဒါမဲ့လူလူသဘောကျပါမလားလို့တော့စိုးရင်နေမိတယ်။ဒီလိုလုံးမဲ့အကြောင်းတွေလူလူကိုတော့ပြောမပြဖြစ်ပါစိတ်ရောင်ကဆင်းရပြီးဆိုမှအန်အော်သွားစေခြင်းနဲ့လူလူကတော့အထုတလေပြင်းစင်စရာမလိုပဲကောင်းလေးချောချောတယောက်ချက်ချင်းဖြစ်သွားမှသိကြတယ်။အဲ့ဒါကြောင့်တန်အောင်မြင်လေသူနဲ့လိုက်ဖက်ညီတဲ့အလှတွေကိုချစ်တဲ့နေမဟုတ်ပါလား။နောက်တစ်ဆင့်ပြောင်းတက်လိုက်တဲ့အင်္ဂါအစိပ်ပိုင်းတွေကိုကန်တာလက်ခံနိုင်အောင်ကြိုးတင်ပြင်ဆင်ပေးတဲ့အဆင့်ဖြစ်တယ်။ဆေးတွေတောက်ရတယ်။ဆေးတွေထိုးရတယ်။တလားကျော်ကြာမြင့်နိုင်တယ်ဆိုတော့စိတ်ယုံမတက်ရပါမယ်။နေရက်အစာ3ရက်ချဆိုတဲ့ချိန်နဲ့အချိန်မှသွားရတယ်။တန်အောင်မြင်ငားထားတဲ့အခန်းလေးမှာနေပြီးတော့လူလူကသူ့အမျိုးအိမ်မှာပဲဆက်နေတယ်။တခါတလေတော့တန်အောင်မြင်အခန်းကိုလူလူလိုက်လေတယ်။ဒီလိုနေတယ်ဆိုရင်တန်အောင်မြင်မုံမမြင်လည်းမမြင်ပြောမိတယ်။နောက်တစ်ချိန်မှာလူလူနဲ့ဒီလိုပဲတအိမ်ထဲမှာတူတူနေနိုင်မဲ့ခွင့်ရကိုစုတေးပြီးတော့ရင်းတွေခုံတယ်။သူပစ္စည်းကိုပစ္စည်းတွေဟောဘက်ဒီဘက်အောင်လိုက်ကျုံလိုက်ရွှေ့ကြမဲ့အကြောင်းတွေးလိုက်မိရင်ရင်းထဲမှာကြလီဖြစ်မိတယ်။အိမ်လိုက်လေတဲ့တရက်မှာစိတ်အောင်မှာမေးတော့ကလူလူအပေါ်ပဲယူမေးလို့စိတ်အောင်မှာပြောခဲ့ကြောင်းစကားဆိုင်ပြီးတော့လူလူကခဲရဲပြောရင်အချက်လိုက်လိလို့ရတယ်။အကိုကလည်းတဘောတူတယ်ဆိုတာနဲ့ကျွန်တော်ကလည်းလက်ခံလိုက်တာ။အခုမှစဉ်းစားကြည့်တော့ကျွန်တော်ဟာနေဆိုကိုတန်းအောင်မြင်နဲ့သေးနေမလားမသိဘူး။မသေးတော့ပါဘူးကွာ။ဒီမှာလေကိုတန်းအောင်မြင်ရဲ့ကျွန်တော်ကဒီလောက်ပဲရှိတာဒီရောက်မှယောက်ျားဟော်မုန်းတွေတောက်ပြီးတော့နည်းနည်းတောင်သေးသွားတယ်လို့ပဲလူလူကသူ့ဝေထားတဲ့ဒီချဲပေါပေါအသားနဲ့ကတ်နေအောင်ဖေးချပြီးတော့ရွှေရင်အဆောင်မြင်သာအောင်ပြတယ်လက်နဲ့လည်းအုတ်ကန်ပြလိုက်သေးတယ်လူလူရဲ့ပွင့်လင်းမှုကတန်အောင်မြင်ရဲ့လေချောင်းတွေကိုတိဆော့သွားစေတယ်ရှင်တွေကိုပူလောင်စေတယ်ရမှာပါအဆင်ပြေပါတယ်တန်အောင်မြင်ကကြောင်ချမ်းချဖြစ်နေပေမဲ့လူလူကအေးအေးဆေးဆေးဖြစ်တယ်ဒါနဲ့ကိုတန်အောင်မြင်မှာရှင်ဘက်အမွေးရှိလားနည်းနည်းတော့ရှိပါတယ်ပြဆန်ပါကြည့်ချင်လို့တန်အောင်မြင်မျက်နှာဘယ်လိုထားရမယ်မသိပေမဲ့လူလူတဘောအတိုင်းကျေးသီးတွေဖြုတ်ပြီးတော့ဆွေးကြေကိုဆေးလန့်ပြီးအမွေးမြင်တွေကိုပြလိုက်တယ်
လူလူကလက်ကလေးနဲ့အသာပွေ့ကြည့်တော့တန်အောင်မြင်စက်သိမ့်တွေတပြန်ပြန်ထသွားရတယ်။ရှိပေးရင်တန်လာမယ်ထင်တာလား။တန်လောက်ပါတယ်။ဟုတ်တယ်ဗျ။ရှိပေးလိုက်မယ်။ကိုတန်အောင်မြင်ကျွန်တော်ကိုရောကြည့်အောင်မလား။ပြောဆိုဆိုနဲ့လူလူကတီချဲကိုအောက်ကနေမှားလိုက်တဲ့အခါတန်အောင်မြင်မျက်လုံးထဲမှာမိဝင်ဝင်တောက်ရတယ်လို့ဖြူဖြူပုံပုံခါလေးအောင်မြင်ရတော့ဒီလောက်ဖြစ်သွားရင်အကုန်သာမြင်လိုက်ရရင်တန်အောင်မြင်ပုံကလေသွားမယ်လို့ထင်တယ်။ရပြီရပါပြီမကြည့်တော့ပါဘူး။နောက်လေတစ်သက်လုံးမြင်နေရမှာပဲ။ပြတလေးလေးထားလိုက်တော့လူလူကရှိအမလေးအခုကလေးကတော့တော်တော်ရှက်တက်နေပါရောလားဒါမှမိမပြီးသားတာပေါ့ထူးခြားစွာပဲတန်အမြင်အားပြောရင်အသင်းဖြစ်တဲ့အခြေအနေကိုအရင်ရောက်နေတယ်ယောက်ျားလေးအလုံးဖြစ်ချင်နေတဲ့လူလူကလက်ပတ်လောက်ကြာနောက်ကျပြီးမှအတင်းဖြစ်တယ်အခုစီမှာအရင်ကလေးကပုံနေတယ်မိဘဟိုမို့တယ်အတင်းရုံထွက်လာကြလို့ဖြစ်မယ်ဆိုပြီးတော့လူလူကစားတော့တန်အမြင်အောင်တဲ့တန်းနဲ့ပြုံးနေရတယ်ပြောင်းတော့ပဲအချိန်ကြီးလာတဲ့အခါစိတ်ယုံကအတီးသက်သေးတယောက်ခေါ်လာပေးဖို့ပြောတယ်တမ်းပတ်ထားတဲ့စီးမြင့်စိတ်ကနေနဲ့ခွေးစိတ်ရမှာမတော်တဆဖြစ်နိုင်တဲ့အင်တွေတို့ကိုသိရှိကြောင်းကိုတန်းအောင်မြင့်တို့ကိုယ်တိုင်လက်မှတ်ထုတ်ရန်ရှိတယ်။နောက်ပြီးတော့မိမိဆန္ဒအလျောက်ပြောင်းချင်းဖြစ်ကြောင်းဝန်ခံကြပြရအောင်မယ်။စိတ်ယုံဘက်ကရှင်းနေတွေကလေးပါဝင်ကြမှာဖြစ်တာကြောင့်ကာယကံရှင်ဘက်ကလေးအတီးသက်သေးတယောက်အနည်းဆုံးလိုအပ်တယ်။တန်းအောင်မြင့်နဲ့လူလူကအပြန်အလှန်သက်သေးပြုလုပ်မယ်ဆိုတော့လေမရ။တခြားအပြင်လိုဖြစ်ရမယ်လို့ဆိုတယ်။လူလူကသူ့အမျိုးတယောက်ခေါ်လာလို့ရပါမယ်။တန်းအောင်မြင့်အတွက်ကခတ်နေတယ်။အမျိုးတွေသွားပြောလို့မဖြစ်နိုင်။သိနေတယ်တငယ်ချင်းတွေကိုလည်းမပြောချင်ပါအမှန်ပြောရရင်မကြမီလောက်တော့မယ့်ကိစ္စကြောင့်တငယ်ချင်းတွေနဲ့ရေမဆိုင်ရခြင်းဖြစ်တယ်ကို့ဘာသာမိမစိတ်ပေါင်းနေလို့ပြောင်းတာမဟုတ်ပဲလူလူအတွန်းဆိုတာကိုသာသိကြရင်ဝိုင်းထိုးတာတော့ခံရအောင်မယ်ဘာလို့ရမယ်မသိရနဲ့ဟော်ဒီလျှောက်သွားရင်ချင်းချောင်းလို့ပန်းချံတစ်ခုထဲဝင်ထိုင်နေစီတန်အောင်မြေရှင်ရဲ့ခုံတန်းလျောက်ကလေးတယောက်ရောက်လာပြီးတော့တစ်ဖက်ဆုံးမှာဝင်ထိုင်လိုက်တယ်လူကြောက်တက်ပုံမရတဲ့ကလေးကတန်အောင်မြေကိုပြောင်းပြီးတော့ပြလိုက်သေးတယ်တာတယောက်ထိလာတာလားကွာမိမိနဲ့အဲ့ဒီအချိန်မှာအသက်30ကျော်အမျိုးသမီးတယောက်နောက်ကိုရောက်လာတယ်။တားကဘာလို့အသိပြတာလဲ။မေမေကမောနေတယ်။မလိုက်နိုင်ဘူးတားရဲ့။တားလေးနဲ့တန်းအောင်မြင်ကြမှာဆွေခနဲ့ဝင်ထိုင်လိုက်တဲ့အမျိုးသမီးကိုတည်တည်ကြကြည့်လိုက်တယ်။ခင်မျိုးဆွေဟဲနေတန်းအောင်မြင့်ခင်မျိုးဆွေကငါးရန်ကလေးကစေတန်းအထိတခန်းတည်းကိုကြောင်းတက်ခဲ့တဲ့တငယ်ချင်းဖြစ်တယ်။သူ့အမေနဲ့တန်းအောင်မြင့်မေကညီအမဘေးနဝဲကွဲမှန်းမသိတော်ဆက်တာကြောင့်ဆွေမျိုးတွေလိုလေးပြောလို့ရပါတယ်။စေတန်းအောင်မေနောက်ပိုင်းကွေးသွားကြတယ်။ကြားထဲမှာတစ်ခါတော့ဆုံကြတယ်တင်နေ။တေးချတာတော့မမှတ်မိပါ။နေ့သားလားအေးလေခုလေးနေ့ထိရောက်ပြီပေါ့နောက်နေ့ဆိုကြောင်းထားရတော့မယ်မတွေးတာကြပြီဖြစ်တဲ့ခင်မင်းသူတွေမို့ဟောเจ้าတွေကြောင့်အပြန်လဲအတော်လေးကိုပြောဖြစ်ကြတယ်ခင်မျိုးဆွေကနေမကောင်းတဲ့အမေကိုနေခင်ဘက်ကိုသွားပြဆိုပြီးတော့သူနေတဲ့ရောက်ခမအိမ်အပြန်မှာဒါပန်းချံဝင်ခြင်းနဲ့ဆိုလို့ရောက်လာခြင်းဖြစ်တယ်ခင်မျိုးဆွေကိုကြည့်ရင်တန်အောင်မြင်အတွေ့တစ်ခုရသွားတယ်ခင်မျိုးဆွေကငယ်တငယ်ချင်းရှင်ဖြစ်တယ်ဆွေမျိုးကလေးတော်တယ်နောက်ပြီးစေးတဘောထားကောင်းတယ်အနေအေးတယ်နှုတ်ကလေးမဖွာအဲ့ဒါကြောင့်သူ့ခက်ခဲကိုပြောပြပြီးတော့အကူကြီးတောင်းမိတယ်ပြောချင်းခင်မျိုးဆွေငိုင်းသွားတယ်တန်အောင်မြင့်ရဲ့နေရအဲ့လိုမျိုးလို့ငါတကယ်မထင်ထားတာသိလားနင်းတေးသေးချာစဉ်းစားပြီးပြီလားတကယ်ကိုမိမဖြစ်ချင်တာလားအဖြစ်မဲ့ကိုထုတ်ပြောလို့မရတဲ့ဘဝဖြစ်နေလို့တန်အောင်မြင့်မျက်နှာလေးနဲ့ကောင်းကိုခက်လက်လေးညှိပြမိတယ်နင်းအခုထိအိမ်တောင်မပြူတာရေးစားမရှိတာအဲ့ဒါကြောင့်ပေါ့ဟုတ်လားတန်အောင်မြင့်ကောင်းကိုသာညှိပြရပြန်တယ်နင်းငငယ်တော့ငါအမေကနင်းကိုမိမချော့ချော့တယ်လို့ပြောဖို့သာဒါမဲ့တန်အောင်မြင့်နင်းတကယ်ပြောတာနော်ဒါမျိုးဆိုတာပြုတ်ပြင်လို့မရအောင်နင်းလေးသိမှာပါငါဆုံးဖြတ်ပြီးပါပြီအတန်သိမ်လေးနဲ့ဝင်ခံလိုက်တော့ခင်ပြုတ်ဆွေကတခြားကိုပြေးမလို့ဟန်ပြင်းနေတဲ့သူ့သားငယ်လေးပေါင်းပေါ်ဆွတ်တင်ထားလိုက်ရင်တန်အောင်ပြင်ကိုတေးသေးချာစိုက်ကြည့်နေတယ်သူ့အကြည့်ကိုရေမဆိုင်ခဲ့တဲ့တန်အောင်ပြင်ကတော့မျက်နှာလေးချထားပြီးနေနေအေးပါငါကူညီပါမယ်ငါဘယ်လိုလာပေးရမလဲတန်အောင်ပြင်ပုံစံကိုကြည့်ပြီးတော့ခင်ပြုတ်ဆွေသနာသားပုံချတယ်နောက်တနေ့မနက်9 နာရီလောက်စိတ်ရောင်မှာဆုံကြချင်းချပြီးတော့တော်ကြာတဲ့အထိခင်ပြုတ်ဆွေနဲ့ဆက်ပြီးတော့စကားကောင်းနေတယ်ဖုန်းနံပါတ်တွေအပြန်အလှန်လေးကြတယ်အခုကိစ္စကတော့ထပ်မပြောဖြစ်ကြပါမတွေးပြတဲ့တငယ်ချင်းတွေအကြောင်းဆွေမျိုးတွေအကြောင်းလောက်သာပြောဖြစ်တယ်နေ့တော်ဆောင်မှညနေစာချက်ဖို့ရှိတယ်ဆိုပြီးခင်မျိုးဆွေပြန်သွားတယ်မပြန်ခင်ဒီအကြောင်းတွေကိုတငယ်ချင်းတွေအမျိုးတွေမပြောပါနဲ့လို့တန်အောင်မြင်ကတော့မတောင်းဆိုပါဘဲနဲ့အလိုက်တတိဂတိပြုသွားတယ်နောက်တနေ့ကျတော့တကယ်ပဲခင်မျိုးဆွေရောက်လာတယ်ဒုတိယထဲမဟုတ်တော်တော်လက်လက်နဲ့ချစ်စရာကောင်းတဲ့မိန်းကလေးတောင်လေးပါလာတယ်ငါ့မောင်ရှိလင်းနေမက်မိတယ်မဟုတ်လား तू ကရှိလင်းတငယ်ချင်းမိမိတဲ့ तू ကနေ့လိုပဲလှုပ်ထားတာလေအဲ့ဒါကြောင့်ခေါ်လာတာနေအတွက်အကြံလေးပါလေးပေးဖို့ပေါ့ဟာဖော်ရည်ပြီးသဘောကောင်းမဲ့အသွင်ရှိတဲ့မိမိကလိုက်လိုက်လေးပြုံးပြမိတယ်တချင်အားယောက်ျားလေးတယောက်ဖြစ်ခဲ့ဘူးတယ်လို့ဘလို့မှထင်စရာမရှိတဲ့မိမိကိုကြည့်ငါဆိုရင်ဘလို့ပုံထွက်လာမလဲလို့တန်အောင်မြင်စဉ်းစားမိတယ်စိတ်ရအောင်မာကတင်အမျိုးသမီးကတော့ဘက်ကအိမ်နဲ့ဆိုရင်နတ်သမီးလိုလှသွားစေရမယ်လို့ပြောခဲ့တာပြန်တတိရတယ်တန်အောင်မြင်အတွက်ကတော့နတ်သမီးလေးလိုမလောက်ချင်နေပါစေလူလူနဲ့ရှစ်သွားနောက်လိုက်ညီယုံလောက်တာဆိုကျင်းတတ်ပါမယ်ခဏနေတော့သူ့အမျိုးတတိုင်းနဲ့အတူလေးလူလျှောက်လာတယ်
စိတ်ယုံကတောင်းဝင်ရှိသူတွေရှင်းနေပြီအတိတ်တည်ဆွေမျိုးတွေရှိမှလူလူနဲ့အတူလက်မဲ့တွေထိုးကြတော့တန်အောင်မြင့်စိတ်ထဲမှာလူကြီးဆောင်ရရှိမှလူဦးတဘောသူလက်မဲ့ထိုးရတယ်လို့မျိုးခန်းစားခြင်းနဲ့နေရတယ်။ပြုံးရွှင်နေတဲ့တန်အောင်မြင့်ကိုကြည့်ပြီးတော့အကြောင်းမသိတဲ့အခြားသူတွေကတော့လင်ပြောင်းဖို့အတူတက်ကြနေတယ်လို့ထင်ကြလိမ့်မယ်။စာရွက်စာတမ်းတွေလက်မဲ့ထိုးတဲ့ညနေမှာပဲယောက်ျားဖြစ်ပုံမအောင်မအီးနိုင်အောင်ဖြစ်နေတဲ့လူလူရဲ့လက်ဆောင်မှုကြောင့်တန်အောင်မြင့်တို့စိတ်ယုံစားတက်ကြတယ်။ဒါမဲ့ဆရာဝန်တွေဘက်ကပြင်ဆင်စရာရှိတယ်လို့နောက်3ရက်နေမှာခွေးစိတ်ခန့်ကိုရှောက်လာတယ်။ခွေးစိတ်ခန့်ဝင်မနဲ့မအားတဲ့ကြားမှာခင်မျိုးဆွေရှောက်လာတယ်။မိမိရလည်းပါတယ်။ဒါမဲ့သူတို့မှလည်းကိစ္စတွေရှိနေတယ်လို့တန်အောင်မြင့်ကိုခန္ဓာတစ်ဖြုံအားပေးပြီးတော့ပြန်ကြရတယ်။တန်အောင်မြင့်ကတော့စိုးရိမ်ဖို့ကြောက်ဖို့တဲ့စိတ်ယုံရှောက်ကြရတနေရာစီခွေးထားလို့မမြင်ရတဲ့လူလူကိုတွေးဖို့အာရုံရှောက်နေတယ်။ခွေးစိတ်တော့မဲ့အချိန်ကြီးလို့သူ့ကိုကရင်ပေါ်တက်ပြီးတော့တွန်းယူသွားကြတော့မှခွေးစိတ်ခန့်အဝမှာသူ့လိုပဲကရင်ပေါ်မှာပလက်ကလေးပါလာတဲ့လူလူနဲ့ဆုံတယ်။တန်အောင်မြင့်ကိုတစ်ချက်ပြောင်းပြန်နှုတ်ဆက်ပြီးတော့နောက်မျက်လုံးမိတ်ပြီးတော့ငြိမ်နေရကြောင်းလူလူကြောက်နေတယ်လို့ယူဆပြီးတော့အားပေးရတန်အောင်မြင့်စူးစမ်းမိတယ်။လူလူဘာတွေငြိမ်ပြီးစဉ်းစားနေရလဲ။ကျွန်တော်နာမည်လူလူအောင်ကနေဘလို့ပြောင်းပြရင်ကောင်းမလဲလို့စဉ်းစားနေတာ။အထင်နဲ့အမြင်လွဲတော့ပေမဲ့လူလူရဲ့တင်ငြိမ်မှုတန်အောင်မြင့်သဘောကျတယ်။ကောင်းတဲ့ကိုအတွေ့အကြုံကိုလက်ခနဲ့ဝင်လာတယ်။ဒီလိုလုပ်ပါ။ကိုကလူလူစီကယူထားတာဆိုတော့လူလူအောင်နာမည်ကိုယူလိုက်မယ်။လူလူကတန်အောင်မြင့်ကိုလှုပ်လိုက်။ကျွန်တော်ဘာကြည့်တယောက်ပါနဲ့ဆန်ဆက်နာမည်တန်အောင်မြင့်တဲ့အဲ့ဒါကြီးတော့မဖြစ်ပါဘူးလူလူရဲ့အဖြစ်စကားကြောင့်ရင်ထဲမှာနေပြီးတော့တန်အောင်မြင်ဘာပြောရမသိဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲခွေးစိတ်ခန့်တကပွင့်သွားပြီးသူတို့တယောက်အထက်ကိုတွန်းယူသွားကြတယ်အထက်ကိုရောက်တော့အခန်းတစ်ဖက်တစ်ချက်စီမှာရှိတဲ့ခွေးစိတ်ကလေးပေါ်မှာတက်လိုက်ကြတယ်တန်အောင်မြင်ကတော့လူလူကိုသာလိုက်ကြည့်နေမိတယ်ဒါပေမဲ့ခဏအတွင်းမှာပဲသူတို့တယောက်ကြောက်လိုက်ခါတစ်ခုချသွားတယ်ဆရာဝန်တွေသူနာပြုတ်တွေရောက်လာကြတယ်တန်အောင်မြင်ရဲ့ရှင်တွေကအခုမှတတိုင်းတိုင်းခေါင်းလာတယ်စိုးရင်တလူလူကြောင်းလန်းတလူလူနဲ့ဘလူကြီးမဲ့တော့မသိတော့ပါကရင်ပေါ်ကခုံစံပြစ်ချင်စိတ်တွေပေါက်လာတယ်။အဲ့ဒါကြောင့်မေးစိတ်မြင်မြင်ပေးလိုက်ပါတော့လို့သာဆူတောင်းနေမိတယ်။အလင်းလိုကမှအနေဖြင့်ဆိုသလိုဒီနေ့စောစောပြန်ချင်ကမှအလုပ်တွေမပြီးလို့တရားလုံးအချိန်ပေါ်ဆင်းရတယ်။စိတ်တူနေတဲ့ကေတီကိုကြည့်ပြီးတော့မမနီကအပြန်မှုချုံမှဆိုလို့တင်ပြီးသူ့အိမ်ကိုအိုက်အိပ်ဖို့ပြောတယ်။ငါယောက်ျားခီးသွားနေတယ်။လွတ်လွတ်လက်ပဲလိုက်ခဲ့မလား။ဒါမဲ့စိတ်တွေကတခြားနေရာရောက်နေတဲ့ကေတီကတော့နှခါတော့မစင်စားပဲညှင်းပစ်လိုက်တယ်။ဒီလိုနဲ့အလောက်ကပြန်တော့ည8 နာရီကျော်နေလေပြီ။တိုင်းကားတွေရှိနေသေးပေမဲ့မန်နေဂျာတယောက်ကနေလိုက်ပို့ပေးတယ်။မန်နေဂျာနဲ့အိမ်နေရှင်စရင်ကန်အန်တီတယောက်ကပါနေတယ်။ဒါမဲ့သူသွားမဲ့လမ်းနဲ့စမ်းကျင်ပဲဖြစ်နေတာကိုသိလိုက်ရတော့အားနာပြီးကေတီအိမ်နာမရောက်ခင်ဆင်းလိုက်တယ်။မနက်စာသွဲဆေးဝေရအောင်မဲဆရာကြီးဒီနောက်မှာဝေပြီးရင်ဟောဖက်ကိုနှစ်ဖက်လောက်လမ်းလျှောက်ရအောင်ပါ။ကျေးဇူးတင်ပါတယ်ဆရာ။မန်နေဂျာထွက်သွားတော့လမ်းကြုံနေလို့ကေတီတကယ်လေးဆေးဝေဖြစ်ပါတယ်။ညလောက်ပေါင်းဖွင့်တဲ့ဆေးဝေတန်းကြီးကပြန်ထွက်ချိန်မှာ9 နာရီကျော်ရှိမှထင်ပါတယ်။မြန်မြန်ရောက်ချင်စောနဲ့လူရှင်းတဲ့လမ်းကြားတစ်ခုကနေဖြတ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ကေတီစိတ်လော့နေတာမှအကြောင်းရှိပါတယ်။ကေတီစိတ်ပိန်မစီဖြစ်တာလင်းခိုင်ရီလောက်ရှိပြီးမနေ့ကမှအဲ့ဒါပြီးသွားတဲ့အတွက်ဒီနေ့တော့စီးပြအောင်စီးချင်တယ်။နောက်ပြီးတော့အသေးဆုံးဆိုတဲ့လေးလက်မဟာနည်းနည်းယူသွားပြီဆိုတော့ဒီနေ့ငါးလက်မပြောင်းသုံးဖို့လည်းစိတ်ကူးထားတယ်။အသွေးကြုံသေးခံစားမှုသေးဖြစ်မှာကိုရှင်တွေကကုန်နေရတယ်။နေ့လေကလေးအဲ့ဒီအကြောင်းကောင်းတဲ့ကိုရောက်လာတယ်။သူလေးကတဆူဆူဖြစ်နေရလို့မြန်မြန်ပြန်ချင်ခါမှအိုဘာတိုင်းဆင်းလိုက်ရလို့ကေတီအခုလိုစိတ်တုန်နေခြင်းဖြစ်တယ်။မိတိုင်ခက်ကြချင်းနဲ့လူသွားလူလာရှင်းတဲ့လမ်းလေးထဲမှာခက်တက်တွေ့လိုက်ရင်အိမ်တရားဖုံးမြေတန်းကြားလို့မမနီပဲဖြစ်မှတွေ့ရင်ဖုံးကိုလက်နိုင်ဆက်နေစဉ်လမ်းတောင်တစ်ခုကပေါ်လာတဲ့လူတစ်ယောက်နဲ့အချိန်ပြင်းပြင်းဝင်တိုက်မိတယ်။ဈေးဝယ်နေတဲ့အိတ်ကလွတ်ကျပြီးတော့အထက်ကအထုပ်တွေလမ်းပေါ်ကိုပြန်ကျိတ်ကုန်ဘယ်လိုလုပ်လိုက်တာလဲဒေါသတချင်းနဲ့ကေတီကုန်းအောင်လိုက်မိတယ်။ဟောဗျာကျွန်တော်တကယ်ပါမမြင်လိုက်လို့ပါဗျာ။တိုင်းပြည်သူကလေဖုံးပြောလာပုံရှာတယ်။ဖုံးကိုအင်ကြီးအိတ်ထဲကပြကရထိုးထည့်ပြီးတော့ပြောကြတဲ့ပစ္စည်းတွေကပြကရလိုက်ကောက်ပေးတယ်။ဒုက္ခပါပဲဗျာ။ကျဲဥတွေတွေကွေးကုန်ပြီတဲ့ကျွန်တော်ပြန်ဝေပေးပြစီ။နေပါစေတော့စိတ်မချစွာနဲ့ကေတီခက်ဆက်ဆက်ပြောရင်သူ့လက်ထဲကပလတ်စတစ်အိတ်ကိုစောင်းကြည့်အောင်ကြည့်ပြန်ဆွဲယူလိုက်တယ်။အဲ့ဒီအချိန်မှာအနောက်ကိုလူ3ယောက်ရှောက်လာ။ဘာဖြစ်တာလဲညီမဒီကောင်ဘာလုပ်လို့လဲ။ပြောဆိုနဲ့တူတော်ကေတီနဲ့တိုင်းပြည်သူဝိုင်းထိုးလိုက်တော့သူကလည်းတတော်ကိုလမ်းသွားပုံရတယ်။ကေတီကလည်းဒီတော့မှသနာမိတယ်။ဘာမှမဖြစ်ပါဘူး။ဘာမှမဟုတ်ပါဘူး။ကျွန်တော်မတော်တဆတိုက်မိတာပါ။သူ့ကိုမေးကြည့်ပါဗျာ။သူပြောတာမှန်ချောင်းပြောမလို့ပြန်လိုက်ချိန်မှာပဲဝေးရည်နဲ့ဆူဆူတစ်ခုကေတီရှားလိုက်ပြီးတော့တလောကလုံးကလည်းအပေါင်အသီးကျသွားတယ်။စိတ်ရုံထဲကထွက်လာတဲ့ရေလင်းချီလန်းတွေကတွက်လက်နေတယ်။ညတညလုံးမအိတ်ခဲ့ရပေမဲ့လမ်းဆက်နေတယ်။အမေအတွက်စိတ်အေးသွားရပြီဆိုတဲ့အသီးကြောင့်ရှင်မပေါ်ပါနေတယ်။မျောလင်းချက်ကုံလူဖြစ်နေချိန်မှာအမေနှလုံးအစားထွက်ခွင့်ရလိုက်ခြင်းဟာရေလင်းအတွက်တကယ်ကိုမင်္ဂလာတစ်ပါးဖြစ်တယ်။ယောက်ျားဘဝလေးဆုံးရှုံးရမလို့တော့အားလုံးအစဉ်ပြေသွားလေပြီ။အစားထိုးမှုအောင်မြင်ပြီးအမေအချိန်ကြီးလေးပုံမှန်ရှိနေတယ်လို့သိလိုက်ရတဲ့အချိန်မှာအမေ operation မစမီကလေးကဆေးရုံမှာရှိနေပြီးတော့တမဲပါလည်းမအိပ်ရသေးတဲ့ရေလင်းကိုညီဖြစ်သူနဲ့အမအတင်းအိမ်ပြန်လွတ်ကြတယ်။
သူတို့ကလေရှိနေပြီအမေကလေအချိန်ကြီးကောင်းတယ်ဆိုတော့ဂျင်းလေးကလေစိတ်ချလက်ချအိမ်ပြန်ခဲ့ရတယ်လမ်းမှာတွေ့တဲ့ထမင်းဆိုင်တစ်ဆိုင်မှာရောက်ဆောင်ဝင်စားပြီးတော့အိမ်ဖက်ကိုရှောက်လာရင်မိမိကိုအကျိုးကြောင့်ပြောပါဖို့မေးနေတာတတိယပြီးတော့ဖုန်းခေါ်လိုက်မိတယ်ရေလင်းပစ္စည်းဖြောင်းရောက်မှစိုးရိမ်နေတဲ့မိမိကလေအကြောင်းဆောင်သေးတော့တတော်ကိုဝင်သွားတယ်မင်းမနေ့ပြန်အလုပ်ကခွင့်ရတယ်ဆိုရင်နောက်လိုက်လေငါ off ရထားတယ်အန်တီနဲ့နေခင်ဘက်သွားနေပြီမင်းညနေမှလာခင်ငယ်တငယ်ချင်းမတအိမ်လုံးနဲ့ရင်းနေတဲ့မိမိကတတ်နိုင်သလားကိုညင်ချင်းဖြစ်တယ်အမအိမ်ထောင်သိညီကကြောင်းတစ်ဖက်နဲ့ဆိုတော့မိမိလာကိုရင်ရေလင်းပိုအနာရနိုင်တယ်ကျေးဇူးပဲတငယ်ချင်းရငါကလေစိတ်မောလူမောဖြစ်နေတာအခုနေအိမ်မနေ့ပြန်ညနေလောက်မှနှုတ်မယ်ချင်တယ်အေးလေအဲ့ဒါဆိုလေညနေမှလာပေါ့ကွာငါမနေ့ပြန်မနေ့ကျူတီသွားချင်းလိုက်မယ်လိုအပ်ရင်ငါချစ်ချစ်ကိုပါစိတ်ကိုလန့်ခေါ်လို့ရသေးတယ်အေးဒါဆိုရင်ဒါပဲနော်ဖုန်းချခါနေမှလမ်းမှာလူတယောက်ကိုရဲလင်းဝင်တိုက်မိတယ်တင်းပြန်ရန်တန်းတစ်ခုနဲ့ဤခနဲ့အတွေ့တစ်ခုကြောင့်တစ်ဖက်လူကဘိန်းကလေးတယောက်ဆိုတာသိလိုက်တယ်ကောင်မလေးလက်ထက်ကအိတ်တလုံးလွတ်ကျပြီးတော့အတေးအပြည့်စီတဲ့လမ်းပေါ်ပြန်ချိတ်ကုန်တယ်ကောင်မလေးအော်ပြောတာကိုကြားတယ်အာနာစိမ့်နဲ့ထူပူနေတဲ့ရင်းနဲ့ဘာမှတည်တည်ချာချာနားမလဲရန်တွေ့နေတာပဲဖြစ်လိုက်မယ်တွဲတောင်းပန်ရင်ပြည့်စီတွေပြန်ကောက်ထိပ်ပင်းနေပြီကောင်မလေးကိုအိတ်ပြန်ပင်းနေစဉ်အနောက်ကိုလူတစုရောက်လာတယ်မိန်းကလေးတယောက်ကိုနောက်ရှက်နေတဲ့တင်ပြီးတော့စွန်ကြီးနောက်ခံရမှာစိုးရင်စိမ့်နဲ့ပြကလေးဖြည့်ရှင်းနေစဉ်ကြောင်ငယ်ကြည့်နေတဲ့ကောင်မလေးနောက်မှာလေလူတယောက်ရောက်နေတာမြင်ရတယ်ကောင်မလေးမျက်နှာကိုအဲ့လူကအဝေးတစ်ခုနဲ့အုပ်လိုက်တာကိုတွေးလိုက်ရပြီးတော့သူ့စီပြေးဖို့ခြေလမ်းပြင်နေပါမယ်လေခြေလေးကိုလည်းစူးစူးရရှောင်းမွေးရတဲ့နဲ့အတူခွေလေးကြားသွားပါတယ်ပလက်ဖောင်းကြောပြတွေသူ့စီကိုပြေးလာနေတာကိုကြည့်နေပြီးခြေလင်းဘာမှမသိတော့ပါဟုတ်ကဲ့ပါခြေရတဲ့ပရိသတ်ကြီးတို့ရေဒီနေ့ရဲ့ဇလန်အပိုင်း1တော့ဒီလောက်ပါပဲနော်နောက်လာမယ့်အပိုင်း2အပိုင်း3အပိုင်း4ကိုလည်းအပေးကြပါအောင်နော်အပေးနာစိန်နေကြတဲ့ခြေရတဲ့ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်